အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ရဲ့နာရသိန်း YouTube Channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ခင်ဗျာကျွန်တော်ဒီကနေ့မှာဖတ်ပြပေးမယ့်စာအုပ်ကတော့ဆရာဇင်တန့်ဘာသာပြန်ဆိုထားသောကျွန်တော်အဖေလူစွန်စားဆိုတဲ့စာအုပ်ကိုဖတ်ပြပေးမှာဖြစ်ပါတယ်ဒါဖြစ်သူတမရာတဦးကအဖေဖြစ်သူတမရာတဦးဤပုံရိပ်ပကြီးကားချက်များကိုစုတ်ချက်တပွဲရင်သက်စွာနှင့်အယောင်ချေကားလွမ်းမောဝယ်ရင်ခုန်ပွဲရာရေးသားထားသည့်အမေရိကန်ပြည်ထောင်စု၏40တယောက်မြောက်တမရအစကနဦး2014ခုနှစ်မေလကုန်ပိုင်းတွင်အဖေ၏လက်အောက်တွင်ဦးစီးချုပ်အဖြစ်အမြဲလောက်ကင်လာခဲ့သူဂျင်းဘက်ကကျွန်တော်ထံဖုန်းဆက်လာသည်ရှင်အဖေကအသက်60မွေးနေ့မှာလေထီးခုံမလို့တဲ့ရှင်ဘယ်လိုသဘောရလဲလွန်ခဲ့သည့်8လကလည်းဂျင်းကအဖေကိုတင်းကြိုရင်းနှင့်ပတ်သက်၍ကျွန်တော်ကိုဖုန်းဆက်ခဲ့သေးသည်အဖေမှာအဆုပ်အေးပတ်ယောဂါဖြင့်ဆေးရုံတွင်တော်တော်ကြာကြာတက်ခဲ့ရသည်အားလုံးကသူဆုံးတော့မည်ဟုတွက်ထားကြသည်လမ်းလည်းမလျှောက်နိုင်မကြခဏလည်းမောနေသည်ကျွန်တော်အဖေကိုဖုန်းဆက်တော့တယ်သူကညည်းညူကပြောခြင်းမရှိဂျော့ဘုရှ်မျိုးရိုးတွင်ကိုညှတာတတ်လိမ့်မရှိယခုမှသူဒီလေထီးခုံရန်လုံနေပြန်သည်ဒီတစ်ချိန်နဲ့ဆိုရင်8ကြိမ်မြောက်လေထီးခုံခြင်းဖြစ်သည်ပထမဆုံးအချိန်မှာသူဤဘုံကျဲလေရင်ကိုဂျပန်တို့ကပြစ်ချခဲ့တဲ့ကဖြစ်သည်ရင်းမှာ1944ခုနှစ်ပစိဖိတ်တိုက်ပွဲတုန်းကဖြစ်သည်သူကတကယ်ပြောတာလားကျွန်တော်ကဂျင်းအားမေးလိုက်သည်တကယ်ပေါ့သူမကဆိုသည်ဆရာဝန်တွေကဘာပြောလဲတချို့ကတော့တားတယ်အမေကရောအမေကစိတ်ပူနေတယ်သူတကယ်လှုပ်ချင်မှန်းလဲအမေကသိနေတယ်လေအမေကလေထီးခုံရင်သူပင်ပန်းပြီးတော့ဒီညစီစဉ်ထားတဲ့မွေးနေ့ပွဲကိုမတက်နိုင်မှအမေကစိုးရိမ်နေတယ်ကျွန်တော်ခဏစဉ်းစားလိုက်ပြီးသူခုံချင်းခုံပါစေဘာဖြစ်လို့လဲသူစိတ်ပြန်နှုတ်ပြိုသွားတာပေါ့တကယ်တော့ကျွန်တော်သဘောထားမှာအဓိကမဟုတ်အဖေဤ85နှစ်မြောက်မွေးနေ့တွင်သူလေထီးခုံပြီးနောက်သူ့အသက်60ပြည့်မွေးနေ့တွင်လည်းလေထီးခုံဦးမည်ဟုသူပြောခဲ့သည်ဂျော့ H.W. Bush တီပြောသည့်အတိုင်းလှုပ်သည့်လူမျိုးနောက်ထပ်သတင်းပတ်နှဲငယ်ကြသောအခါကျွန်တော်နဲ့ဇနီးတဲ့လော်ယာတို့ဖခင်မွေးနေ့ပွဲကျင်းပရာမိန်းပြည်နယ်ကန်နီဘန်ပို့စ်မြို့သို့လာခဲ့ကြသည်လေထီးခုံရန်အားလုံးအသင့်ဖြစ်နေသည်မွေးနေ့ပွဲအတွက်လည်းပြင်ဆင်ပြီးဖြစ်နေသည်လေထီးမခုံခင်တညနေကကျွန်တော်ဒီအက်ဒလိုင်းဂေသမုဒ္ဒရာကိုမိုးထားသောဟော့ကားပိုင်းရှိအဖေအင်မတန်မျက်နှိုးသည့်အဖေအိမ်တစ်သက်မြစ်တွင်အဖေဘေး၌ထိုင်နေခဲ့သည်ကျွန်တော်သည်ပင်လယ်ရှုခင်းပုံကိုပကြီးဆွဲနေခြင်းဖြစ်သည်ကျွန်တော်ဝတ်ထားသောကာဂိုဘောင်းမီမှာလည်းဆေးများဖြင့်ပေကြံနေသည်ကျွန်တော်တို့သားဖသည်တိတ်ဆိတ်စွာပင်လယ်ပြင်ကိုငေးကြည့်နေခဲ့ကြသည်အဖေဘာတွေစဉ်းစားနေတာလဲကျွန်တော်ကမေးလိုက်သည်အတော်လှတယ်ကွာအဖေသည်ပင်လယ်ပြင်ကိုငေးကြည့်နေရင်ကပြောလိုက်ခြင်းဖြစ်သည်သူပြောလိုသည်ကိုသူပြောလိုက်ခြင်းဖြစ်ဟန်ရှိသည်ကျွန်တော်တို့တိတ်ဆိတ်စွာခဏဆက်၍ထိုင်နေကြသည်လေထီးကုံသည်ကိုသူတွေးနေသည်လားသူ့ဘဝအကြောင်းကိုတွေးနေသည်လားမသိကျွန်တော်သူ့ကိုမနှောက်ယှက်ခြင်း၍မနှောက်ယှက်ခဲ့ထုံနောက်တွေမှသူကမင်းပေါင်းမီကိုလျှော်လိုက်အောင်ဟုပြောသည်ကျွန်တော်ကရဲလိုက်သည်အဖေနဲ့နေလျင်ကျွန်တော်ထိုသို့ရဲသည်မြင်အဖေသည်သူလေထီးခုံမီနှင့်ပတ်သက်၍စိတ်လှုပ်ရှားခြင်းမရှိပေသူ့အသက်အတွက်လည်းသူမစိုးရိမ်ပြီသူကတော့အေးအေးချမ်းချမ်းပင်သူ၏ပျော်ရွှင်မှုကိုလည်းတခြားသူအားမျှဝေပေးတတ်သူဖြစ်သည်ဇွန်လ12ရက်အဖွဲ့မင်းတွေတွင်တိမ်ထူတက်ကအေးချမ်းလှသည်လေညင်းကလည်းတနာရီလျင်15မိုင်နှုန်းတိုက်နေသည်ပထမတော့တိမ်ထူသဖြင့်အစီအစဉ်ပြတ်မည်ဟုကျွန်တော်တို့ထင်ခဲ့သည်သို့သောလေထီးစစ်ပြန်ဟောင်းများကအရင်းအောင်ရှေ့တွင်ခုံ၍ရသည်ဟုဆိုကြသည်စီစဉ်ထားသည့်အတိုင်းလေထီးခုံကြမည်ဖြစ်သည်လေထီးအဖွဲ့သည်အဖေ၏ရုံးခန်းဖြစ်သည့်နှစ်ထပ်တစ်သားအဆောင်လေးရှိမှမြခင်းပြင်ပေါ်ရှိဘဲ429ရဟတ်ရင်ကိုဆက်နှိုးကြသည်အဖေမောင်အနက်ရောင်လေရင်မောင်ဝတ်ဆောင်ကိုဝတ်ထားသည်အင်ဂျီဘော်တွင် 41S 90ဟူသောအမှတ်အသားပါရှိသည်သူ၏လေထီးမခုံမီလောက်ရမည့်လုပ်ငန်းများတွင်ရာသီဥတုကောင်းမကောင်းသိရန်လုပ်ဖို့လည်းပါရှိသည်ကိုတွင်ပတ်ထားသည့်ခပတ်များကောင်းမကောင်းကျွန်တော်သမီးဂျင်းနီနှင့်တွေ့ဖို့လည်းပါသည်လေထီးခုံကန်ဒီမှာသူ့မြေးနှင့်တွေ့ကျင်သေးသည်အဖိုးရဲ့အသက်60မြောက်မွေးနေ့မှာဘာမွေးနေ့ဆူတောင်းပေးရမလဲဂျင်းနီကမေးသည်အဖိုးမြေးတွေပျော်ရွှင်ချမ်းမြေ့စေဖို့အဖိုးလိုအသက်60တိုင်စိတ်ချမ်းသာစွာနဲ့နေနိုင်သွားကြပါသည်ကွာအဖေကပြန်ပြောသည်သူကထပ်၍
လေထီးလဲပွင့်ပါစေဟုဆုတောင်းသေးသည်မိသားစုနှင့်မိတ်ဆွေများလေထီးကြားမိမိဘများ၏ဖျားเจ้าမြတ်ခင်းတွင်စုဝေးကြသည်ထိုဖျားเจ้าမြတ်ခင်းပြင်သည်လွန်ခဲ့သည့်9နှစ်ကလေထီးခုန်ချသည့်နေရာလည်းဖြစ်သည်ထိုဖျားเจ้าသည်အဖေ၏မိဘများလက်ထပ်ခဲ့သည့်ဖျားเจ้าလည်းဖြစ်သည်အမေကအကယ်၍လေထီးမပွင့်ပါကကျွန်တော်တို့အာတုဘကိုအဝေးကြီးတွားချရမည်ဟုဆိုသည်နနက်10:45မိနစ်လောက်တွင်လေထီးခုံကြီးအဖွဲထဲမှတယောက်ကကျွန်တော်ထံရောက်လာသည်သူကတမနာကြီးခင်ဗျာတမနာကြီးဖေလေရင်နဲ့ပါသွားပါပြီဟုပြောသည်နောက်မိနစ်အနည်းငယ်ကြာသောအခါကောင်းကင်တွင်အဆက်ကလေးတစ်ဆက်ကျွန်တော်တို့တွေ့လိုက်ရသည်ရဟတ်ရင်မှအမြင့်ပေ6500တွင်ရောက်နေပြီဖြစ်သည်ရဟတ်ရင်ဖျားเจ้าကိုတပတ်ပတ်ပြီးသည်နှင့်လေထီးများကထွက်ကြလာသည်ကိုတွေ့လိုက်ရသည်လေထီးနှစ်ခုမှာဗီဒီယိုသမားများရိုက်ကူးရင်းဆင်းလာသည့်လေထီးများဖြစ်သည်အခြားလေထီးများတွင်ပိုကြီးပြီးအနေအဖြူအပြာရောင်များပါသောလေထီးမှာအဖေ၏လေထီးဖြစ်သည်ထိုထဲတွင်လေထီးကျွမ်းကျင်သူမိုက်အီလီယော့လည်းပါသည်သူသည်ယခုတစ်ချိန်နှင့်အဖေနှင့်လေထီးခုံသည်မှာတတိယအကြိမ်ဖြစ်ပြီးစုစုပေါင်းသူခုံခဲ့သည်မှာ1228ကြိမ်ရှိခဲ့ပြီဖြစ်သည်လေထီးများကျွန်တော်တို့ဘက်သို့ဆင်းလာနေသည်ကိုမြင်သည်နှင့်ပိဋကကအော်ဟစ်အားပေးကြသည်သူခုံတာမလွယ်ဘူးထင်တယ်ကျွန်တော်ညီမာပင်ကစိတ်ပူတန်နဲ့ပြောနေသည်သူပြောသည်မှာမှန်၏လေချောင်းကလေထီးကိုလမ်းကြောင်းအမှန်မှဆွဲထွက်သွားသည်မိုက်ကလမ်းကြောင်းကိုဆွဲတဲ့လိုက်သည်အဖေမြေပေါ်သို့ကျလာသည်ဖေအနှဲငယ်မြဒီယိုတိုက်ပါသွားပြီးမျက်ခင်းထဲသို့မှောက်လျက်သာကျသွားသည်ပရိသတ်မှလည်းတိတ်ဆိတ်သွားသည်သူထမှထနိုင်ပါမည်လားသူဒဏ်ရာရသွားသည်လားတယောက်မျှမလှုပ်ကြမြေပြင်ဖွဲ့သားများကအဖေကိုဝိုင်းထူကသူ၏ဘိန်းတက်ကလေးထိုင်ပေါ်တင်ပေးကြသည်ဒီတော့မှအဖေ၏မြေးများကတန်ပြိုင်អော်လိုက်ကြသည်ပျော်ရွှင်သောမွေးနေ့ဖြစ်ပါစေရင်းမှာသူတို့၏စိုးရင်စိတ်များကိုဖုံးဖိထားသည့်သဘောလေးဖြစ်သည်နောက်ဆုံးတွင်ယူနီဖောင်းဝတ်လူစုများခွဲခွာသွားကြသည်ဂျော့ H.W. Bush ၏မျက်နှာပေါ်တွင်အပြုံးရိပ်များထင်ကျန်နေတော့သည်ကျွန်တော်ကအမေကိုဆွဲကအဖေရှိရာသို့လာခဲ့ကြသည်အမေကခါညွှတ်၍အဖေကိုနမ်းလိုက်သည်ကျွန်တော်ကအဖေကိုလက်ဆွဲနှုတ်ဆက်လိုက်သည်အဖေဘယ်လိုခံစားရလဲကျွန်တော်ကမေးလိုက်သည်အေးတယ်ကွကျွန်တော်အဖေအတွက်ဂုဏ်ယူတယ်အဖေခုံတာရင်သက်ရှူမောပဲကျွန်တော်ကပြောလိုက်သည်သူကမိုက်ကိုလက်ညှိုးထိုးကမိုက်အကုန်လုတ်ပြီးတာကွဟုပြောသည်ထိုမြင်ကွင်းတစ်ခုလုံးမှာဂျော့ချ်ဘူး၏ဇယိုက်လက္ခဏာကိုပြသည်သူသည်ရဲဝံ့တတိရှိသူဖြစ်သည်သူသည်စွန့်စားမှုအသစ်များအတားအဆီးများကိုအမြဲရှာဖွေနေသူဖြစ်သည်သူသည်ရိုးသား၍အောင်မြင်မှုကိုမျှဝေတတ်သူလည်းဖြစ်သည်သူကသူ့ကိုယ်သူဂယုမဆိုင်သူပြင်းပြအောင်လုပ်သည်ကိုလည်းကြွားနေတတ်သူမဟုတ်ပေသူကအခြားသူများကိုယုံကြည်တတ်ပြီးအခြားလူများ၏တစ္ဆာရှိမှုကိုလည်းလေးစားတတ်သူဖြစ်သည်သူကမိသားစုနှင့်ဘာသာတရားကြားမှာပျော်ရွှင်မှုကိုရှာဖွေသူဖြစ်သည်သူဇနီးသူသားသမီးများနှင့်မြေးများခြံရံကသူအမတ်တရရှိနေသည့်နေရာတွင်နေရသည်လောက်သူ့အတွက်ပျော်ရွှင်သည့်နေရာမရှိပေလေထီးခုံပြီးတော့ဟော့ကားပွိုင်းသို့အဖေစားတောက်ရန်ပြန်လာသည်စားတောက်ပြီးတော့တရေအိတ်သည်ထို့နောက်မိသားစုများမိတ်ဆွေတင်ကားများပုရှ်အစိုးရအတွင်လုပ်ဖော်ကိုင်ပန်းများပါဝင်သည့်လူ250သားထိုညမွေးနေ့ပွဲတွင်ဧည့်ခံရန်ပြင်ဆင်ကြသည်ထို့နောက်သူမိတ်ဆွေရုပ်ရှင်မင်းသားအာနိုးဆွာဇနက်ကာထံမှဖုံးဝင်လာသည်အာနိုးသည်ကယ်လီဖိုးနီးယားပြည်နယ်အုပ်ချုပ်ရေးမှူးလည်းဖြစ်သည်စံပြပုဂ္ဂိုလ်ကြီးအသက်90မွေးနေ့မှာပျော်ရွှင်ပါစေအာနိုးကပြောသည်အာနိုးပြောသည်ကိုကျွန်တော်လက်ခံသည်ဂျော့ H.W. Bush သည်လူပေါင်းများစွာအတွက်နေပေါင်းများစွာဖြင့်စံပြဖြစ်ခဲ့သည်သူသည်သူ့ဘဝတွင်တက်တန်းကုန်အောင်နေသွားရန်ဆုံးဖြတ်ထားသူလည်းဖြစ်သည်အဖေလေဒီကွန်ရောက်ဟောကားပွိုင်သည် George Herbert Hooker Bush အကြောင်းကိုစတင်ရေးမိနေရာဖြစ်သည်အရှိတောင်ကမ်းရိုးတန်းမိန်းပြည်နယ်ကန်နီဗန်ပို့စ်မြို့အနီးသည် Hot Car Point မှာအဒလိုင်းတိတ်သမုတ်တီယာဘတ်သို့ထိုးထွက်နေသည့်ကမ်းပါစွန်းအပါဝင်စအိကကျယ်ဝန်းသည်ထိုနေရာကို20ရာစုအကုန်တွင်အဖေ၏အဖိုး George Herbert Hooker ကဝယ်ထားခြင်းဖြစ်သည်မိသားစုနှင့်မိတ်ဆွေများကဘတ်ဟုခေါ်သော G.H. Hooker သည်သူ့ဘဝတွင်ပြိုင်ဆိုင်မှုများကိုနှစ်သက်သူဖြစ်သည်သူငယ်ငယ်ကပိုလိုကစားသည်မစ်ဆိုရီပြည်နယ်၏လောဝိတ်ချန်ပီယံလည်းဖြစ်ခဲ့သည်နောက်ပိုင်းတွင်ကောက်ကစားကအမေရိကန်နှင့်ဗြိတိရှကောက်သည့်အပျော်တမ်းကစားသမားတို့၏ရှင်ပြိုင်ရသည့် Hot Car ဖလားပြိုင်ပွဲကိုလည်းထူထောင်ခဲ့သူဖြစ်သည်
ဘတ်ကောကဤပြိုင်ဆိုင်မှုမှာကမ္ဘာစီးပွားရေးအထိရောက်ရှိလာခဲ့ကအောင်မြင်သောလုပ်ငန်းရှင်အဖြစ်နာမည်ရခဲ့သည်။တို့သည်ဇာတိမြို့ဖြစ်သော Saint Louis တွင်ယင်းနှိမြုပ်နှံမှုကုမ္ပဏီကိုအသက်25နှစ်တွင်စတင်ထူထောင်ခဲ့သည်။ထိုကုမ္ပဏီဖြင့်သူအောင်မြင်လာရာနယူးယောက်မြို့သို့တက်၍အဆင့်မြင့်ကလှုပ်ဆောင်ခဲ့သည်။နယူးယောက်တွင်သူသည်ဝီလီယံအာဗာရက်ဟာရီမင်ကဲ့သို့သောအောင်မြင်သောယင်းနှိမြုပ်နှံသူများနှင့်ပေါင်းကနောက်ဆုံးတွင် WH Harriman and Company ၏ဥက္ကဋ္ဌဖြစ်လာသည်။ဘတ်ရော်ကသည်ယင်းနှိမြုပ်နှံရန်ငွေနှမျောသူမဟုတ်ပေ။ငွေ300တွင်လည်းတွန့်တူသူမဟုတ်ပေ။သို့တွင်ရွှေလီတစ်စီး Rolls Royce ကားတစ်စီးနှင့်ကမ်းရိုးတန်းတစ်လျှောက်တွင်အိမ်များရှိသည်။ထိုထဲတွင်ကျွန်တော်တို့လက်ထက်တိုင်ရှိနေသော Hot ကားပွိုင်လည်းပါဝင်သည်။ဘတ်ရော်ကသည်တားများကိုလည်းမျက်နှာသာမပေးပေ။ထိုအခါတွင်သူ၏တားအငယ်ဆုံးလျူသည်တင်းနှင့်ကြားမ2ယောက်တွဲတွင်အရက်မုန်းနေသည်။မိသားစုလည်းထိုပွဲကိုလာကြည့်ကြသည်။ဘတ်ရော်ကကွင်းဝေးတွင်ရိုက်၍ကြည့်နေသည်။သူသားမူးနေသည်ကိုသိသောအခါသူသားကိုကွင်းထဲမှဆွဲထုတ်လိုက်သည်။ Hot ကားပွိုင်သို့ပြန်ရောက်သောအခါသူသားအားရုံးခန်းထဲသို့ခေါ်လိုက်သည်။ထို့နောက်သူသားအားအရက်မူးပြီးကစားသည်မှာမိသားစုတိတ်ခါကိုချခြင်းဖြစ်ကြောင်းပြောကာပြစ်ဒဏ်အဖြစ်နောက်နှစ်တွင်ရှေးတက္ကသိုလ်သို့မသွားရဘဲပင်ဆယ်ဗေးနီးယားကြောင်မီးသွေးမိုင်းတွင်တစ်နှစ်အလုပ်လုပ်ခိုင်းသည်အရက်မူးကတန်းနှစ်ကစားခြင်းမှာတိတ်ခါကြပြီးတော့လက်ခံနိုင်စရာမရှိဘူးဆိုသောသင်ခန်းစာကိုဘတ်ထော်က၏သားများအားလုံးဆွဲမှတ်သွားကြတော့သည်သားများကိုထိုတို့မျက်နှာသာမပေးတော့လဲသမီးများကိုမူဟာဘတ်ရော်ကတိတ်ချစ်သည်1900ခုနှစ်ဘန်နီကန်စပို့မြို့တွင်မွေးဖွားသောသမီးအငယ်ဆုံးဒေါ်ရတီကိုပို၍ချစ်သည်ဒေါ်ရတီဝေါ်ကားကလည်းဖခင်ကိုအလွန်ချစ်သည်ဒေါ်သည်ဖခင်၏အရေးချင်းများကိုအမွေခံခဲ့သည်ထိုအမွေအရေးချင်းများကိုဒေါ်ရတီကသူသားဂျော့ဟာဘတ်ဝါကာဘူအားလက်ဆင့်ကမ်းခဲ့သည်အဖွားသည်သူမ၏ဖခင်လိုပင်ပြိုင်ဆိုင်မှုကိုအလွန်နှစ်သက်သည်အဖွားနှင့်ပတ်သက်၍ကျွန်တော်အမေကတခါကအပြိုင်ဆိုင်အများဆုံးတက်ရှိလူသားဟုကမွန်တက်ခဲ့သည်အဖွားသည်အပျော်တမ်းအမျိုးသမီးတင်းနှင့်လောကတွင်နာမည်ရသူတစ်ယောက်ဖြစ်သည်တခါကလည်းအဖွားသည်သူ့တငယ်ချင်းတစ်ယောက်အားဟော်ခါပွိုင်းမှတမိုင်ကျော်ဝေးသောကန်ဒီဘတ်မြစ်လေကလပ်သို့ရေကူးပြန်ရန်စိန်ခေါ်ခဲ့ဘူးသည်သူနောက်ပြောင်သည်ထင်ကားသူ့တငယ်ချင်းကဂိုင်းနှဲငယ်ရောက်တွင်လက်လျှော့လိုက်သည်အဖွားကအေးလာသောအတ္တလန္တိတ်သမုဒ္ဒရာထဲတွင်သူပြောသည့်အတိုင်းရောက်အောင်ကူးသွားသည်အဖွားသည်ဘာကိုမှအရှုံးမပေးတတ်သူ့ရဲ့သားသမီးများကိုလည်းထိုအတိုင်းဖြစ်စေလိုသည်အဖွားကနိုင်လျင်တိတ်ခါရှိသည်ရှုံးလျင်လည်းအားကစားသမားပီတာစွာရှုံးရမည်ဟုခံယူသည်အချိန်တိုင်းတွင်အကောင်းဆုံးလုပ်ရန်သူဆုံးဖြတ်ထားသည်သားသမီးများကိုလည်းဘာမဆိုနောက်မတွန့်ရန်နှင့်အောင်မြင်မှုကိုလည်းတခြားသူများအားမျှဝေရန်ဆုံးမထားသည်သူမ၏ခံယူချက်ကမြည်သည့်အခါမှလေးလုံးမထွားနှင့်ဟု၍ဖြစ်သည်မာနာကြီးချင်းသည်လူမုန်းစရာဖြစ်ပြီးကိုယုံကြည်မှုရှိလျင်မအောင်မြင်စရာမရှိသူဟုသူမြင်သည်လေးလုံးထွားတာကိုဘယ်သူမှမကြိုက်ဘူးဟုသူပြောလေရှိသည်ကွန်နက်တီကပြည်နယ်ဂရင်းဝစ်မြို့၌အဖေငယ်စဉ်ဘွားကအဖွားကအဖေတို့အသင်ဘေ့စ်ဘောပွဲနှင့်ပတ်သက်၍အခြေအနေကိုမေးဘူးသည်ကောင်းပါတယ်ကျွန်တော်တို့နိုင်တယ်အဖေကပြောလိုက်သည်ဒါဆိုကောင်းတာဗောဂျော့ရှ်ရဲ့အဖွားကပြန်ပြောသည်နောက်တစ်ခါတွင်လည်းအဖေကသူတင်းနှင့်တပွဲရှုံးကြောင်းပြောရာအဖွားကနင်ကြိုးစားရင်ဘယ်ရှုံးမလဲဟုပြောသည်အဖေ၏အမေသည်အဖေဘဝတစ်ခုလုံးအတွက်သင်ခန်းစာများပေးခဲ့သည်1988ခုနှစ်သမ္မတမဲဆယ်ပွဲကာလတွင်ဝါရှင်တန်သတင်းစာကလပ်အသင်းသို့ကျွန်တော်အဖေနှင့်အတူလိုက်သွားသည်အဖေကကမ္ဘာရေးရာနှင့်ပတ်သက်ပြီးဟောပြောကာပြည်သက်များ၏မေးခွန်းကိုဖြေကြားရန်ဖြစ်သည်အဖေသည်မူဝါဒဆိုင်ရာပြဿနာများကိုလည်းသိနေသည်ဆိုဗီယက်နှင့်ဗဟိုအမေရိကအကြားဆက်ဆံရေးနှင့်ပတ်သက်၍လည်းမေးခွန်းများကိုအဖြေကြားချက်များသည်အလွန်ပင်ပြောင်မြောက်လာသည်နောက်ဆုံးတွင်နှုတ်ရွှင်သူတယောက်ကထမေးသည်ဘာကြောင့်ခမည်းအနီအောင်လယ်စည်းကိုစီးလာရတာလဲဟု၍ဖြစ်သည်ထိုမေးခွန်းကြောင့်အဖေအကျက်ရိုက်သွားဟန်ရှိသည်စင်မြင့်ပေါ်မှာအဖေအကျက်ရိုက်နေပုံကိုစင်မြင့်ဘေးရှိထိုင်ကုန်တွင်ထိုင်နေသောကျွန်တော်တွေ့နေရသည်ကျွန်တော်ကစင်မြင့်စီသို့ခတ်တိုးတိုးလှမ်းပြောလိုက်သည်ကျွန်တော်အပြာရောင်လယ်စည်းကဝက်စီတွေစွန်းသွားလို့အဖေကလည်းထိုအတိုင်းပြောလိုက်ရာခမ်းမတစ်ခုလုံးပွဲကျသွားသည်ထို့နောက်သူကတားတယောက်ရှိတာအဲ့ဒါအတုံးကြတာဟုပြောကအဆုံးတက်လိုက်သည်ထိုသည်မှာအဖိစရိုက်ဖြစ်သည်
ကျွန်တော်ပေးလိုက်သည့်အကြံမှာကျွန်တော်အတွက်တိတ်ခက်ခဲမရှိလားအဖေအတွက်သာအဆင်ပြေစေခြင်းသည်သို့တော့ Job Bush သည်ကျွန်တော်စကားကိုသူစကားပါဟုဟန်မဆောင်တော့အောင်ယူသားသူဖြစ်သည် Dorothy Hawker Bush သည်ဘာသာရေးကိုင်းဆိုင်သူဖြစ်သည်နနက်အစာစားတိုင်းသားသမီးများအားတမရကျမ်းစာကိုဖတ်ပြသည်အဖွားအကြိုက်ဆုံးအပိုက်မှာအခြားသူကမိမိကိုချီးကျူးပါစေကိုပါဇက်နှင့်မိမိကိုမိမိမချီးကျူးနှင့်ဟူသောအပိုက်ဖြစ်သည်တနင်္ဂနွေနေ့တိုင်းလဲမိသားစုဖျားเจ้าကိုတွားမှကြိုက်သည်အဖွားသည်ဘာသာရေးကိုအဓိကထားတော့လဲတစ်ဖက်သားကိုပြင်းပြင်းထန်ထန်ဝေဖန်လိမ့်မရှိပေဘာသာရေးသည်သူမအားမေတ္တာတက်ပေးသည်အဖွားအเจ้าကိုစဉ်းစားလိုက်တိုင်းအင်ဂျယ်လစ်ဆိုသည်နှင့်စိတ်သူတော်စင်ဆိုသည့်စကားများကိုကျွန်တော်အမှတ်ရမိသည်ကျွန်တော်ငယ်ငယ်က Greenwich မြို့ရှိအဖွားနှင့်အဖိုးအိမ်သို့တွားလေသည်ကိုမှတ်မိနေသည်ကျွန်တော်တို့မအိမ်မီဒူးထောက်ထိုင်ကအဖွားကကျွန်တော်တို့ကြောကိုပုတ်တက်ရင်းဖျားရှက်ခိုးရသည်ထို့နောက်အဖွားကကဲငါမီးတို့အိတ်တော်ဟုပြောကအိတ်ခိုင်းသည်အဖွားသည်အဖေကိုအထူးချစ်သည်အဖေ၏ညီဂျိုနသန်ကကျွန်တော်ကိုတစ်ခါကပြောဘူးသည်အမေကငါတို့အားလုံးကိုချစ်တယ်ဒါပေမဲ့မင်းအဖေကိုပိုချစ်တယ်ဒီအတွက်ငါတို့ကလည်းမကြေမနက်မဖြစ်ပါဘူးငါတို့ကလည်းမင်းအဖေကိုချစ်ပါတယ်အေးဒီမှာအဖေအဖွားနှင့်သူတို့မိသားစုရှုံလုံးပေါ်စေသည့်စကားဖြစ်သည်အသက်62နှစ်အရွယ်အဖွားကွယ်လွန်သွားသောအခါအဖေကမိသားစုရဲ့လမ်းပြမေးရှုတိုင်းပဲဘိုးဖလောင်တွေဝိုင်းနေတဲ့ဖျောင်းနိုင်လိုပဲဟုပြောခဲ့သည်အဖေဘွားကိုပုံသွင်းလာသည်မှာအဖွားအပြင်မြည်သူမှမရှိ1911ခုနှစ်ရက်ကျွေရွာသည်တွင်ဒေါ်ရတီဝါကားသည်သူမ၏16နှစ်မြောက်မွေးနေ့အပြီးသူမ၏ဇာတိမြို့ဖြစ်သောစိန့်လူးဝစ်မြို့၌ Prescott Bush နှင့်တွေ့ခဲ့သည် Prescott Bush မှာအရက်9ပေ4လက်မရှိပြီးကိုယ်လေးချိန်မှာပေါင်200ကျော်ရှိတော်လဲအစီပင်ဟူ၍မတွေ့ရသပင်မှာလည်းမဲနှက်နေသည်သူသည်အတန်ဩဇာနှင့်ပြည့်စုံကသူ့အပြုံးမှာကြက်တည်ရှိလာသည်အဖွားကအဖိုးအိမ်လာသည်မှာအဖွား၏အမနန်စီထံလာခြင်းဖြစ်သည်အဖိုးသည်နန်စီနှင့်မကြသေးမီကလူမှုကလပ်အသင်းတစ်ခုတွင်တွေ့ခဲ့ခြင်းဖြစ်သည်ညနေဘက်တင်းနှင့်ကစားရာမှပြန်လာသောဒေါ်ရတီကိုတွေ့သောအခါ Prescott မနေနိုင်မထိုင်နိုင်ဖြစ်သွားရသည်တိတ်မကြလိုက်ပါသူမကလည်းထို့အတိုင်းဖြစ်လာတော့သည်ဒေါ်ရတီဝါကားလိုပင် Prescott Bush သည်လည်းနောက်လေပိုင်းတွင်ကြီးပြင်းခဲ့ရသူဖြစ်သည် Prescott Bush ၏ဖခင် SP Bush မှာအိုဟိုင်းယိုပြည်နယ်ပူလန်ဘတ်မြို့၌ဘတ် SP အမည်ရှိကုန်ထုတ်လုပ်ငန်းကုမ္ပဏီကိုထူထောင်ထားသည် SP သည်အားကစားကိုဝါနာကြီးသူမှုဒေတာတွင် baseball အသင်းကိုဖွဲ့စည်းပေးသည့်အပြင်အိုဟိုင်းယိုပြည်နယ်ဘောလုံးကစားအသင်းတွင်လည်းလက်ထောက်နီးပြအဖြစ်လုပ်နေသည်။ဦးမြသာမကရှိုတို Country Club ခေါ်ဂေါက်တီးအသင်းကိုပူးတွဲထူထောင်ထားသူလည်းဖြစ်သည်။ Prescott Bush သည်အိုဟိုင်းယိုပြည်နယ်တွင်ကြီးပြင်းပြီးနောက်အရှေ့ဘက်ရိုဒီကျွန်းသို့တွားကာ St. George ဘော်ဒါကျောင်းတွင်တွားနေခဲ့သည်။သူသည်ဖခင်လိုပင်အတန်းထဲတွင်ထူးချွန်ပြီးအားကစားဘက်တွင်လည်းတော်သည်။သူ၏အတော်ဆုံးအားကစားမှာဂေါက်တီးကစားခြင်းဖြစ်သည်။အဖိုးသည်ကျွန်တော်တို့မျိုးရိုးထဲတွင်ဂေါက်တီးကစားရ၌အတော်ဆုံးဖြစ်သည်။ US အဆင့်မြင့် Open ဂေါက်တီးပြိုင်ပွဲတွင်အကြိမ်ကြိမ်ဝင်ပြိုင်ခဲ့ပြီးတစ်ကြိမ်ပထမရခဲ့သည်။ Prescott Bush သည်အထက်တန်းအောင်တော့ Yale College တွင်တက်သည်။သူ့ဖိုး James Smith Bush ကစား၍ Yale College တွင်အစဉ်အလာတက်ခဲ့ခြင်းဖြစ်သည်။ထိုတက္ကသိုလ်တွင်အဖိုးသည် baseball အသင်းတွင်အကျော်မော်တစ်ယောက်ဖြစ်ခဲ့သည်။ဂေါက်တီးကစားရတွင်လည်းတော်သည်မှုဂေါက်တီးအသင်းကသူတို့ပွဲကျက်သည့်အခါသူ့ကိုခေါ်ကစားရသည်။နွေရာသီတွင်နံနက်တိုင်းသူကဂေါက်တီးကစားကညနေပိုင်းတွင် baseball ကစားတတ်သည်။အတန်လည်းကောင်းသဖြင့် Yale Creek Club နှင့်ဟူဖန်ပုတေဂီတာဝိုင်းများတွင်တခြင်းဆိုသည်။အဖိုး၏ဗီဇတချို့ကိုကျွန်တော်တို့အမွေခံခဲ့တော်လဲအဖေမှဆင်းသက်သူများထိုဗီဇမပါရှိပေ1916ခုနှစ်နှစ်ကြီးတန်းများသို့မရောက်မီအဖိုးသည်ကွန်နက်တီကတ်အမျိုးသားတပ်ဖွဲ့တဲ့သို့စေတနာဝန်ထမ်းအဖြစ်ဝင်ခဲ့သည်ပထမကမ္ဘာစစ်အတွင်းသို့အမေရိကန်ဝင်ရောက်သောအခါဘိုဘုရှ်သည်ပြင်သစ်သို့အမြောက်တပ်အရာရှိအဖြစ်ဖြင့်တွားခဲ့ရသည်သူသည်စစ်မျက်နှာရှေ့တန်းတွင်ဗိုလ်ချုပ်ကြီးဂျွန်ဘလက်ဂျက်ပါရှင်၏လက်အောက်၌သတင်းဆယ်ဘတ်တာဝန်ထမ်းဆောင်ခဲ့ရသည်ဂျာမနီလက်နက်ချသောအခါဂျာမနီ၌တက်ဆွဲသောအမေရိကန်တပ်ပါဝင်ခဲ့သည်ပြန်လာသောအခါဗိုလ်ကြီးအဆင့်ဖြင့်ပြန်လာသည်အဖိုး၏စေတနာဝန်ထမ်းစစ်တောင်ထမ်းဆောင်သည့်ဗီဇမှာကျွန်တော်အဖေကအမွေဆက်ခံခဲ့သည်ထိုအမွေမှာနောက်မျိုးဆက်များအထိပါလာခဲ့သည်စစ်ပြီးသောအခါ Prescott Bush သည် St. Louis မြို့ရှိ Simon Hanwayard ကုမ္ပဏီတွင်လက်ထောက်မန်နေဂျာဖြစ်ဝင်လုပ်သည်ထို့သို့လုပ်ရင်းကျွန်တော်ရဲ့အဖွား Dorothy Walker နှင့်တွေ့ချင်းဖြစ်သည်1922ခုနှစ်တွင်
ကန်နီဗန်စပို့စ်မျိုးရှိစိတ်အံဖျားကြောင်းတွင်သူတို့လက်ထပ်ကြသည်သူတို့မင်္ဂလာလက်ဖွဲ့အနေဖြင့်ဘတ်ရော့ကားကဟော်ကားပွိုင်တွင်ဘန်ဂလိုတစ်လုံးစောက်ပေးခဲ့သည်ထိုအိမ်မှာရှခုထက်တိုင်ရှိနေသေးပြီးကျွန်တော်ညမဒရတီနေထိုင်လျက်ရှိသည်ကျွန်တော်ညမအမိမှာအဖွား၏အမိကိုယူထားခြင်းဖြစ်သည်အဖွားနှင့်အဖိုးတို့လက်ထပ်ပြီးသည့်နောက်တနေရာမှတနေရာပြောင်းရွှေ့နေထိုင်ခဲ့ကြသည်ပရက်စကော့ဘူးသည်စိန့်လူးဝစ်မှလုပ်ငန်းတာဝန်ဖြင့်တင်နက်စကီပြည်နယ်ကင်းစပိုမြို့အိုဟိုင်းယိုပြည်နယ်ကိုလံဘတ်မြို့များသို့ပြောင်းရွှေ့နေထိုင်ခဲ့ရသည်နောက်ဆုံးတွင်သူသည်မက်ဆာချူးဆက်ပြည်နယ်တောင်ဘရိန်းထရီမြို့ရှိ Skemmins Product Company တွင်အမှုဆောင်အရာရှိရာထူးကိုလက်ခံလုပ်ကိုင်ခဲ့သည်ထို့ကြောင့်မက်ဆာချူးဆက်ပြည်နယ်မီတန်မြို့တွင်နေထိုင်ခဲ့ကြသည်သူတို့နေထိုင်သည့်အိမ်မှာသမရဂျွန်စီအရန်ကိုဂုဏ်ပြုခေါ်သောအတန်လန်ဘော်တွင်ဖြစ်သည်1924ခုနှစ်ဇွန်12ရက်နေ့တွင် George Herbert Walker Bush ထွေအိမ်မှလောကကြီးထဲသို့ရောက်ရှိလာခြင်းဖြစ်သည်သိမကြားလိုက်ပါ Bascom Bush ကြောင်းရပြန်သည်1925ခုနှစ်တွင်နယူးယောက်မြို့ရှိ American Rubber Company မှအလုပ်အသစ်ကိုလက်ခံလိုက်၍ဖြစ်သည်မိသားစုကိုလည်းမန်ဟတန်မြို့မြောက်ဘက်35မိုင်ကွာ Connecticut ပြည်နယ် Greenwich မြို့သို့ပြောင်းရွှေ့ထားခဲ့သည် Greenwich မြို့တွင်အဖေကြီးပြင်းခဲ့ရပြီးအဖိုးနှင့်အဖွားလည်းထိုအိမ်တွင်ပင်တစ်သက်လုံးနေသွားခဲ့သည်အဖိုးထံမှကျွန်တော်နှင့်အဖေရလိုက်သည့်သင်ခန်းစာမှာမိတ်ဆွေဖွဲ့ကရေရှင်ပေါသေးခြင်း၏တန်ဖိုးဖြစ်သည်ရေးတက္ကသိုလ်တွင်နေစဉ်ကအဖိုးတွင်ဗန်နီဟူလူသည်များသောရိုလန်ဟာရီမင်ဆိုသည့်တငယ်ချင်းတစ်ယောက်ရှိခဲ့သည်အဖိုးနယူးယောက်မြို့ရောက်ရှိပြီးတိတ်မကြခင်မှာပင်ဗန်နီကသူ၏ WA ဟာရီမင်ယင်းနှမြုပ်နှံမှုလုပ်ငန်းသို့လာရန်အဖိုးကိုခေါ်သည်ထိုလုပ်ငန်းကိုဗန်နီအကိုအာဗာရဲကထူထောင်ခဲ့ခြင်းဖြစ်ပြီးထိုလုပ်ငန်းတွင်ဘတ်ရှော့ကလည်းဥက္ကဋ္ဌလုပ်နေသည်အဖိုးကလည်းထိုအလုပ်ကိုလက်ခံခဲ့သည်အဖိုးသည်ဗန်နီကိုယုံကြည်သဖြင့်ရောက်ခမနှင့်လုပ်ငန်းတစ်ခုတည်းလုပ်ရမည်ကိုယွန့်နေခြင်းမရှိတော့ပေတငယ်ချင်းများကိုမပြတ်မယွင်းပေါင်းသင်းခဲ့မှုကြောင့်အဆိုပါရင်းနှီးမြုပ်ပံတွင်နှစ်ပေါင်း30လောက်ကန်ခဲ့ရခြင်းဖြစ်သည်နောက်ဆုံးတွင်သူသည်ထိုကုမ္ပဏီတွင်ထိတ်ကန်းအစုဆက်ဝင်ဖြစ်လာသည်ထိုကုမ္ပဏီမှာ Brown Brother Company နှင့်ပေါင်းက Brown Brother Harriman Company ဟူ၍ဖြစ်လာခဲ့သည်ထိုကုမ္ပဏီမှာ Wall Street တွင်နာမည်အရာဆုံးအောင်မြင်ဆုံးကုမ္ပဏီဖြစ်လာခဲ့သည်ထိုကုမ္ပဏီတွင်ပါတီနှစ်ခုကွဲနေပြီး Everett Harriman မှာ Democratic Party ဝင်ဖြစ်ပြီးနောက်ပိုင်းတွင်နယူးယောက်ပြည်နယ်အုပ်ချုပ်ရေးမှူးဖြစ်လာခဲ့သည်ထို့နောက်သူသည်သမရတရုစပဲနှင့်ထရိုမင်းတို့၏အစိုးရအဖွဲ့ဝင်လည်းဖြစ်ခဲ့သည်ပရက်စတောက်ဘူး၏တားနှင့်မြေးများကတော့ Republican ပါတီဝင်များဖြစ်လာခဲ့သည်ပရက်စကောက်ဘူးသည်သူသားသမီးများကိုဘဝကိုငွေကြေးဖြင့်မတိုင်းတာရစာရိတ္တဖြင့်တိုင်းတာရသည်ဟုသောဆုံးမခဲ့သည်သူကလူအဖွဲ့အစည်းနှင့်တိုင်းပြည်တာဝန်ကိုထမ်းဆောင်ခဲ့ခြင်းဖြင့်ငွေကြေးအလိုလျောက်ဝင်လာပြီးကြီးပွားချမ်းသာနိုင်သည်ဟုဆိုသည် Wall Street အလုံးနှင့်မအားမလတ်ရှိနေသည့်ကြားကသူ့အပေါ်ကြားရောက်လာသည့်အခြားတာဝန်များကိုလည်းဆောင်ရွက်ပေးသည်သို့သည် USO အဖွဲ့၏အစောပိုင်းခေါင်းဆောင်နှင့်အဖွဲ့အတွက်ရန်ပုံငွေရှာပေးသူလည်းဖြစ်ခဲ့သည်ထိုအဖွဲ့သည် American စစ်ဘက်နှင့်စစ်မှုထမ်းဟောင်းများကိုပံ့ပိုးကူညီသည့်အဖွဲ့ဖြစ်သည်အဖိုးသည် American ကောက်တီးအသင်းတွင်လည်းဦးဆောင်သူတဦးဖြစ်ခဲ့သည်နောက်ဆုံးတွင်ထိုအသင်းတွင်ဥက္ကဋ္ဌဖြစ်လာခဲ့သည်ထိုရာထူးကိုတယောက်ခမဘတ်ရှော့ကာရခဲ့ဘူးသည်အဖိုးသည် United Negro College ရန်ပုံငွေကိုလည်းထောက်ခံခဲ့သူဖြစ်သည် Greenwich မြို့ကိုကိုစားပြုကာမြို့အစည်းအဝေးကိုလည်းတက်ရသည်ထိုအလုံးမှာငွေလည်းမရအချိန်လည်းကုန်သည်သူတငယ်ချင်းများပါတီပွဲတက်သူတက်ဖဲရိုက်သူရိုက်လုံနေသည့်အချိန်တွင်သူသည် Connecticut နှင့် New York တို့ပြည်နယ်နှစ်ခုလုံးကိုဆက်ထားသည့် Maris ပတ်ဝေးအဝေးပြေးလမ်းပြုပြင်ရန်အတွက်ဖုံးတစ်လုံးဖြင့်လိုက်လံစီယုံနေရသည်သူတော်ဘာအတွက်ဝန်ဆောင်ပေးသည်မှာအဖိုးငငယ်ကလေးကပါလာသည့်ဇယိုက်ဖြစ်သည်ထိုဇယိုက်မှာအဖေကတဆင့်ကျွန်တော်တို့ညီကိုမောင်နှမများအထိပါဆင်းသက်လာတော့သည်အဖိုးပရက်စတော့ဘူးသည်စကားတစ်လုံးကိုပြောပြလျင်တီမြဲမှသူကြိုက်သည်1963ခုနှစ်က Nelson Rockefeller သည်သူမိန်းမနှင့်ကွာရှင်းကမဲဆွယ်ပွဲလုပ်နေတော့လုံအားပေးမိန်းမတစ်ယောက်နှင့်လက်ထပ်လိုက်သည်ထိုမိန်းမကလည်းယောက်ျားနှင့်ကလေးများကိုပြစ်ထားခဲ့က Rockefeller ကိုလက်ထပ်လိုက်သည်အဖိုးသည် Rockefeller နှင့်တပါတီတည်းဖြစ်တော်လဲအဖိုးက Greenwich မိန်းကလေးကျောင်းနိုင်ငံရေးတရားပွဲတွင်ထိုအချက်ကိုရှုံချပစ်တင်ပြောခဲ့သည်ရင်းကို Times မဂ္ဂဇင်းကအကြီးအကျယ်လူရှိအဆက်ခွဲမိန်ကုန်းဟုရေးသားခဲ့သည်အဖိုးကပြည်သက်အောင်ကျွန်တော်တို့နိုင်ငံဟာပြည်နယ်ကြီးတစ်ခုရဲ့ပြည်နယ်အုပ်ချုပ်ရေးမှုလည်းဖြစ်တယ်တမနာဝင်အရွေးခံမယ်ဆိုရင်လည်းတမနာဖြစ်နိုင်တဲ့ပုံကူတယောက်ကသူ့ဇနီးကောင်းတဲ့တားကြီးသမီးကြီးတွေကိုပြစ်ထားခဲ့ပြီးတော့ကလေးငယ်တွေနဲ့ယောက်ျားရှိတဲ့မိန်းမကိုယူတဲ့နိုင်ငံဖြစ်နေပြီလားဟုမေးခဲ့သည်အဖိုးသည်သူမှန်သည့်ထင်စီကိုရဲဝံ့စွာပြောရဲသူဖြစ်သည်ယနေ့ကျွန်တော်တို့အဖွဲ့အစည်းအခြေအနေကို
သူသာမြင်မယ်ဆိုရင်သူဘာပြောမည်မသိအဖိုးဒီဇယိုက်လက္ခဏာနှင့်ပတ်သက်လျင်ဒေးကြသောသဘောထားရှိသူလဲစိတ်ပေါ်ပါသည့်အခါလဲရှိတတ်သည်သူစိတ်ပျော်နေသည့်အခါမိသားစုနှင့်ဖြစ်စေသူထောင်ထားသည့်တေဂီတာတွင်ဖြစ်စေတခြင်းဆိုနေတတ်သည်သူသည်အာရပါရရေတက်ပြီးမငြိမ်ညမ်းသောဟာတာများကိုသူကြိုက်သည်တစုံတစ်ယောက်ကငြိမ်ညမ်းသောဟာတာများပြောသဖြင့်သူစိတ်ဆိုးကအခန်းထဲမှခြေဆောင်ထွက်သွားသည်မှလည်းတခါမက1959ခုနှစ်ကအဖိုးကိုအယ်ဖာဖာကလတ်၌သမနာလောင်းအမည်စရင်းတင်သွင်းခဲ့သည်သူ၏လက်ခံမိန်မွန်းမှာတဝါဝါပွဲကျသွားခဲ့သည်နောက်နှစ်ပေါင်းများစွာကြာသောအခါအဖေကျွန်တော်ညီ Judge နှင့်ကျွန်တော်တို့ Alpha Club တွင်သမနာလောင်းအမည်စရင်းတင်သွင်းခံခဲ့ရသည်အဖေသည်သူ့အဖေကိုစံပြုသည်အဖေသည်ဘာမဆိုသူ့ဘဝတွင် Prescott Bush ပုံစံအတိုင်းလိုက်လုပ်ခဲ့သည်စေတနာဝန်ထမ်းစစ်မှုထမ်းခဲ့သည်စီးပွားရေးတွင်လည်းထူးချွန်အောင်မြင်ခဲ့သည်နိုင်ငံသားများကိုလည်းဝန်ဆောင်မှုပေးခဲ့သည်အဖေကသူ့မိတ်ဆွေများအားသူ့အဖေသည်စီးနိတ်အမတ်ဖြစ်ခဲ့ကြောင်းပြောခဲ့သည့်အခါမျက်နှာပေါ်တွင်ပီတိဖြစ်နေသည်ကိုကျွန်တော်မှတ်မိနေသည်1989ခုနှစ်အဖေသမရကျန်းသစ္စာကျိန်ဆိုနေစဉ်သူ့အဖေကိုမြည်မြသတိရနေသည်ကိုမပြောနိုင်ထိုဒီမှာလည်း2001ခုနှစ်နဲ့2005ခုနှစ်ကျွန်တော်သမရကျန်းသစ္စာကျိန်ဆိုသည့်အခါကျွန်တော်အားရိုက်ခတ်ခဲ့ပေသည်အဖေသည်ငယ်ငယ်ကအကိုဖြစ်သူ Press နှင့်ချစ်ခင်စွာနေခဲ့ရသည်လက်ဆောင်ပစ္စည်းသို့မဟုတ်ကစားစရာပစ္စည်းတစ်ခုရတိုင်းသူ့ခိုတံပြီးကတယောက်တဝါဟုပြောလို့ရှိသည်စပိန်အသက်တည်းရသောအခါသူကသူ့အကိုနှင့်ခြေနှင်းတယောက်တစ်ခုစီးကြသည်အဖိုးကအဖေကိုတယောက်တဝါဟုခေါ်သည်အဖိုးနှင့်အဖွားသည်သူတို့သားသမီးများကိုပညာကောင်းစွာတက်စေခြင်းသည်အဖေသည်ရှစ်တန်းအထိ Greenwich နယ်နေကျောင်းတွင်နေခဲ့သည်ထိုကျောင်းမှာပုပ္ပလိကပိုင်အလွတ်ပညာသင်ကျောင်းဖြစ်သည်သူ၏အစောပိုင်းကျောင်းအတွေ့အကြုံမှာကျွန်တော်နှင့်ကွာသည်ထိုကျောင်းတွင်တခြားကလေးများကအိမ်ကရှင်မောင်းသောကိုပိုင်ကားဖြင့်ကျောင်းလာကြသည်တက္ကဆက်ပြည်နယ်မစ်ဒလင်မြို့ရှိဟူစတန်မူလာတန်းကျောင်းတွင်မူကလေးများကျောင်းလာသည့်အခါခြေချင်းလာသူလားစပိန်နှင်းလာသူလားဖြစ်သည်အဖိုးနှင့်အဖွားသည်သူသားကြီး2ယောက်အထက်တန်းကျောင်းရောက်တော့မက်ဆာချူးဆက်ပြည်နယ်အန်ဒိုဗာမြို့ရှိဖိလစ်အကယ်ဒမီကျောင်းတွင်ထားသည်အဖိုးနှင့်အဖွားကသူတို့သားကြီး2ယောက်ကိုထိုကျောင်းတွင်ထားခြင်းမှာထိုကျောင်းသည်ပညာကောင်းသည်ကတစ်ချောင်းအခြားနယ်မှကလေးတွေနှင့်တည်ကျွမ်းစေခြင်းသည်ကတစ်ချောင်းကြောင့်ဖြစ်သည်ကျွန်တော်လက်ထက်အန်ဒိုဗာမြို့မှကျောင်းကိုတက်တော့ထိုမြို့၏အတွေ့အကြုံမှာအလွန်တန်ဖိုးရှိကြောင်းသိခဲ့ရသည်အဖေရောကျွန်တော်ပါထိုကျောင်းမှစီကံနှင့်ပညာရေး၏အခက်အခဲများကိုသိရှိခဲ့ရသည်စာသင်ခန်း၏အပြင်ဘက်မှသင်ခန်းစာများကလည်းကျွန်တော်တို့ရှားခဲ့သည်ကျွန်တော်တို့2ယောက်စလုံးဆယ်ကျော်သက်အရွယ်တွင်လွတ်လပ်မှု၏တန်ဖိုးကြိုးစားမှု၏တန်ဖိုးမိတ်ဆွေဖွဲ့မှု၏တန်ဖိုးများကိုသိခဲ့ရသည်အန်ဒိုဗာတွင်အဖေသည်ပင်ကိုတဘာဝခေါင်းဆောင်မှုအရှိအချင်းကိုပြခဲ့သည်လူတွေကသူ့ကိုလေးစားကသူ့ကိုအားကြခဲ့သည်သူ၏ဘေ့စ်ဘောအသင်းသားများနှင့်ဘောလုံးအသင်းသားများကသူ့ကိုအသင်းကောင်းဆောင်တင်မြှောက်ခဲ့သည်အဖေသည်ဘတ်စကတ်ဘောအသင်း၏မန်နေဂျာလည်းဖြစ်ခဲ့သည်ကျောင်း၏ဖျားကျောင်းရန်မုံငွေရှာရာတွင်လည်းသူဦးဆောင်ကအတန်းကြီးများတွင်ဥက္ကဋ္ဌဖြစ်ခဲ့သည်ကျောင်းတွင်လည်းအဖေသည်အကြီးအကဲတစ်ယောက်ဖြစ်ခဲ့တော်လေထို့အတွက်ဂုဏ်ယူဝင်ကြွားခြင်းမရှိခဲ့သို့သောဘရူဂက်စ်ကမမေ့ခဲ့ထင်ရှားသည့်ကျောင်းသားကြီးတစ်ယောက်သည်သူ့အခက်အခဲကိုမျက်ကွယ်မပြုသည်ကိုသူအမြဲသတိရနေသည်သူသည်အဖေကိုအမြဲထောက်ခံခဲ့ပြီးအဖေကလည်းသူ့ကိုအရေးပါသည့်ယာရုများတွင်ခန့်ထားခဲ့သည်ဖယ်လ်ဂျီယန်တန်အမတ်အမေရိကန်သတင်းထုတ်ပြန်ရေးအေဂျင်စီဒါရိုက်တာစသည်တို့ဖြစ်သည်အဖေသည်နောက်တစ်ဆင့်အတွက်လည်းပြင်ဆင်ထားသည်ရေးတက္ကသိုလ်သို့သူတက်ရောက်ခွင့်ရခဲ့သည်ထိုတက္ကသိုလ်တွင်အဖေသည်သူ့အဖေခြေရာကိုနေနိုင်ခဲ့သည်1940ခုနှစ်ဒီဇင်ဘာလ9ရက်တနင်္ဂနွေနေ့တွင်အရာပြောင်းလဲခဲ့သည်အဖေနှင့်သူ့အတန်းသားများအန်ဒိုဗာကျောင်းဝင်းအတွင်းဖျားကျောင်းအနီးလမ်းဖြတ်လျှောက်လာသည်ဂျပန်တို့ပလဲစိတ်ကမ်းကိုဝင်တိုက်ကြောင်းသိလိုက်ရသည်နောက်နေ့တွင်တနိုင်ငံလုံးရှိစစ်သားများစုဆောင်းရေးစခန်း၌စေတနာဝန်ထမ်းစစ်သားများလုပ်ရန်စည်ရင်းပေးမိလူများတန်းစီနေတော့သည်အဖေအရွယ်လူငယ်တိုင်းစစ်မှုထမ်းရန်စည်ရင်းပေးကြသည်အဖေကိုအကြံပေးသည်များကလည်းထိုအတိုင်းလုပ်ရန်ပင်ဖြစ်သည်အန်ဒိုဗာမြို့တွင်ထိုသို့လုပ်ရန်စီယုံဟောပြောသူမှာအဖေထက်အတန်းကြီးကျောင်းသားဟင်နရီစတင်ဆွန်ဖြစ်သည်သူသည်အန်ဒိုဗာကျောင်းထွက်ပြီးသမရရူစပက်၏စစ်ဝင်ကြီးဖြစ်လာသည်စတင်ဆွန်ကအထက်တန်းကျောင်းများအောင်သောအခါကောလိပ်တက်ရန်တိုက်တွန်းသည်နောက်ပိုင်းတွင်ပညာတက်ကစစ်ထဲဝင်နိုင်ရန်ဖြစ်သည်အဖိုး Prescott Bush ကလည်းအဖေကောလိပ်တက်ရန်အားပေးသည်အဖိုးကအဖေအားရေးတက္ကသိုလ်သို့တက်ရန်ကိုယ်တိုင်သွားမိလမ်းကြောင်းကိုရှာရန်ပြောခဲ့သည်
အဖေအိမ်ကိုကတ်နေရသည့်အခြားအကြောင်းတည်းရလေရှိသည်အထက်တန်းကျောင်းသားကြီးဘဝခရစ်စမတ်ကာလတွင်အဖေသည် Greenwich မြို့ရှိကလပ်အသင်းတစ်ခုတွင်အကသင်တန်းတက်ခဲ့သည်သင်တန်းတွင်တငယ်ချင်းများနှင့်စကားစမြည်ပြောနေစဉ်မိမချောကလေးတယောက်အခန်းထဲဖြတ်လျှောက်လာသည်ကိုသူတွေ့လိုက်ရသည်ထိုလျှောက်လာသောမိန်းကလေးဘာဘရာပီယာ့စ်မှာအသက်16နှစ်ဖြစ်ပြီးအဖေကအသက်18နှစ်ဖြစ်သည်ထိုမိန်းကလေးကိုသူကတွဲကရန်ခေါ်ခြင်းသည်သို့သောနှစ်ယောက်တွဲကသည့်အကကိုသူမကတတ်ထို့ကြောင့်သူတို့တယောက်ချင်းစီကစကားသာပြောပြကြသည်ထိုမိန်းကလေးမှာနယူးယောက်ပြည်နယ်ရိုင်းမြို့မှဖြစ်ပြီးတောင်ကာရိုလိုင်းနားတွင်ဘော်ဒါဆောင်နေကြောင်းသူသိခဲ့ရသည်နောက်တစ်နေ့ရိုင်းမြို့အပေါ် One Miss Club ခရစ်စမတ်ပါတီပွဲတွင်စုံကြရန်ချိန်ခဲ့ကြသည်ထိုညကတီးဝိုင်းမှာနှစ်ယောက်တွဲကားသည့်တီးလုံးမတီးခဲ့ဂျော့ H.W. Bush သည်သူမကိုကပွဲချမ်းမြင်သို့ခေါ်လာခဲ့သည်နှစ်ယောက်သားမြင်မြင်ချင်းချစ်မိကြသည်ဖြစ်၍အဆက်အသွယ်မပြတ်နေသွားရန်သဘောတူခဲ့ကြသည်ထုံးတော်နှစ်ယောက်သားအန်ဒိုဘာကြောင့်အတန်းကြီးကင်းကပွဲတွင်သူတို့နှစ်ယောက်တွေ့ကြပြန်သည်ထိုစဉ်အဖေသည်သူမကိုနှုတ်ဆက်အနမ်းဖြင့်နမ်းခဲ့သည်ထိုသည်မှာအမေပထမဆုံးအကြိမ်အနမ်းခံရမှုခြင်းဖြစ်သည်သူတို့၏အစောပိုင်းကာလများတွင်သူတို့ဘာတွေပြောခဲ့ကြသည်ကိုသူတို့မမှတ်မိကြတယောက်နှင့်တယောက်ရေစရာများပြောခဲ့ကြသည်ကိုသာသူတို့မှတ်မိကြသည်တိတ်မကြလိုက်သူတို့နှစ်ယောက်ချစ်သွားကြသည်သူတို့နှစ်ယောက်တိုင်ပင်ကြသည်မှာဖခင်စစ်ထဲဝင်ရေးဖြစ်သည်အဖေကပလဲစိတ်ကန်းအတိုက်ခံရသည်ကိုအဖေကမကျေနပ်ကြောင်းအမေအားပြောသည်အပြစ်မဲ့ပြည်သူ2400ကျော်တည်ဆုံးရခြင်းကိုအဖေသာမကစက်တင်ဘာ17ရက်တိုက်ခိုက်မှုနောက်ပိုင်းကျွန်တော်အပါအဝင်အမေရိကန်သားတိုင်းခံပြင်းခဲ့ကြရသည်အဖေသည်သူတွင်တာဝန်ရှိသည်ဟူ၍ခံယူသည်သူဖခင်ကမိမိတို့ခံစားနေရသည့်စိတ်ချမ်းသာမှုအတွက်ပြန်လည်ပေးဆက်ရန်တာဝန်ရှိသည်ဟုအမြဲပြောလေရှိသည်သမ္မတကျင်းစာအရာဆိုလျင်အကျဉ်သူရရှိသလောက်ပြန်လည်ပေးဆက်ရမည်ဟု၍ဖြေသည်ဂျော့ဘူ့ရှ်သည်သူအမြောက်အများရရှိခဲ့သည်ဟုခံယူထားသည်သူသည်ရုပ်ပိုင်းအရာလည်းစစ်မှုထမ်းဆိုင်သွမ်းရှိသည်ထို့သို့လုပ်ရန်လည်းတာဝန်ရှိသည်ဟုသူခံယူသည်သူသည်လေတပ်တွင်လေတရဲအဖြစ်တာဝန်ထမ်းဆောင်မည်ဖြစ်ကြောင်းအမေကိုပြောသည်ထိုအချိန်ထိအဖေသည်ခက်ခဲသောဆုံးဖြတ်ချက်ကိုချခဲ့မှုခြင်းမရှိသေးပေသူ့အဖေကိုလည်းအာခံခြင်းမရှိခဲ့အဖေသည်ဆုံးဖြတ်ချက်ချပြီးပြီမို့နောက်မဆုတ်တော့အထက်တန်းကျောင်းစတက်ပြီးသည့်နောက်အဖေကအဖိုးကိုကြည့်ကကျွန်တော်စစ်တိုင်းဝယ်တော့မည်ဟုပြောသည်အဖိုးကအဖေလက်ကိုဆွဲကနှုတ်ဆက်သည်အဖိုးကအဖေလုပ်ရက်ကိုအကြီးအကျယ်ထောက်ခံသည်1942ခုနှစ်ဇွန်လ12ရက်နေ့တွင်ဂျော့ H.W. Bush 16နှစ်မြောက်သူမွေးနေ့တွင်စစ်ထဲသို့ဝင်ခဲ့သည်နောက်2လကြာသောအခါအဖိုးကသူ့အားနယူးယောက်မြို့ပန်းဘူတာယုံသို့လိုက်ပို့ပေးသည်ထိုဘူတာယုံမှအဖေရထားဖြင့်မြောက်ကာရိုလိုင်းနာရှိစစ်တင်တန်းသို့တွားခဲ့သည်ဘူတာယုံပလက်ဖောင်းပေါ်တွင်အဖိုးကအဖေကိုဖတ်ခါနှုတ်ဆက်သည်အဖိုးငိုသည်ကိုအဖေသည်ပထမဆုံးအကြိမ်တွေ့ဘူးခြင်းဖြစ်သည်ဟုဆို၏အခန်း1စစ်သူပထမဆုံးလေရင်မောင်းသည်ကိုလေသူရဲတိုင်းမှတ်မိနေကြသည်ကျွန်တော်ပထမဆုံးလေရင်မောင်းသည်မှာဂျော်ဂျီယာပြည်နယ်ဘော်ဒိုစကာမြို့မိုဒီလေတပ်အခြေစိုက်စခန်းမှ1968ခုနှစ်တွင်ဆက်စနာ182အမျိုးအစားလေရင်ကိုမောင်းခြင်းဖြစ်သည်အဖေကမူ1942ခုနှစ်တွင်ကမ္ဘာချိန်မာလင်ရေတပ်၏မီနီပိုလစ်မြို့ရှိလေတပ်စခန်းမှအမောဖွင့်စတရီယာမင် N2S3 လေရင်အမျိုးအစားကိုမောင်းနှင်ခြင်းဖြစ်သည်အဖေတို့မောင်းသည့်လေရင်များကိုလေရင်မှုတင်နန်းသားများကအဝါရောင်အန်ရဟုအမည်ပေးထားသည်အကြောင်းမှမူလေရင်ကိုယ်တိုင်ကိုအဝါရောင်ဆေးတုပ်ထားပြီးထိုလေရင်ကိုမောင်းနှင်ရသည့်အန်ရရှိနိုင်သောကြောင့်ဖြစ်သည်ထိုလေရင်၏နောက်မှအမည်တစ်မျိုးမှာအဝိရှော်ဇက်ဟူ၍ဖြစ်သည်အကြောင်းမှာတင်နန်းသားများမှာထိုလေရင်ကိုမောင်းပြကအရေးချင်းစစ်ဆောင်ပွဲခံအဝိရှော်ခံရှော့ဖို့ခံရသောကြောင့်ဖြစ်သည်အဖေသည်သူ၏ပထမဆုံးတယောက်တည်းမောင်းရသည့်ခရီးကိုသူ့ဘဝတွင်ရှင်အဖို့ရဆုံးဟုပြောလေရှိသည်သူဆိုလိုသည်ကိုကျွန်တော်ကောင်းစွာသိသည်လေရင်ကိုပြေးလန်းတိုင်းအရှိန်မြင့်မောင်းကလေထဲသို့တက်သွားရသည်မှာအလွန်ရှင်ဖို့ရသောကြောင့်ဖြစ်သည်လေရင်ဆိုသည်မှာမောင်းနေသူဘယ်ကလာသည်ဘယ်ကြောင့်တက်ခဲ့သည်ဘယ်မီးပွားကပေါက်ဖွားခဲ့သည်ကိုဂရုစိုက်သည်မဟုတ်မောင်းနေသူလေရင်မောင်းကျွမ်းမကျွမ်းသာအရေးကြီးသည်လေရင်တွန်ဟု၏စကားအရဆိုလျင်စစ်မှန်သောလေတရဲဖြစ်ဖို့အဓိကဖြစ်သည်ဘိုးလေးဂျော့ဘူ့ရှ်သည်အေဂျင့်လာသောမီနီဆိုးတာဆောင်းတွင်းတစ်ခုလုံးနေ့စဉ်လေရင်မောင်းခဲ့သည်သူသည်လေထဲတွင်ကျင်သားရတာကစိန်နှင်းများရေခဲများရှိသောလေရင်ပြေးလမ်းများတော့လည်းလေရင်ဆင်းသက်နိုင်သည့်အထိကျွမ်းကျင်လာခဲ့သည်ရင်းမှာအဖိုးတန်သည့်ကျွမ်းကျင်မှုဖြစ်တော်လဲရင်းမှာတောင်ပစိဖိတ်တွင်အသုံးချနိုင်သည့်ကျွမ်းကျင်မှုတော့မဟုတ်ပေလေရင်မောင်းတင်ရခြင်းဖြင့်အရက်ပူရှိလာသည်ဟုလေသေးများပြောလေရှိသည်ထိုစကားမှာအဖေအတွက်ပူမှန်သည်ဟုဆိုရမည်1943ခုနှစ်တွင်ရေတပ်၏ကော်ဘက်ခရီတီလေတပ်စခန်း၌သူ့တက်မှုကသူ့ရင်ဘတ်တွင်လေတရဲတောင်ပန်တစ်စိတ်တက်ပေးသည့်အချိန်တွင်
သူ့ရက်မှာလေတက်ထဲစတင်ဝင်သိင်ကထက်2လက်မှပိုရှည်လာခဲ့သည်ထို့ကြောင့်သူ့ရက်မှာ6ပေ2လက်မှဖြစ်လာသည်ထိုစဉ်သူ့အသက်မှာလည်း19နှစ်မပြည့်သေးပေအမေရိကန်ပြည်ထောင်စုတွင်အငယ်ဆုံးလေတရဲတစ်ယောက်ဖြစ်ခဲ့သည်လေတရဲတင်နန်းပြီးတော့အဖေသည်တောင်အောင်မထမ်းဆောင်ပြီးခွင့်ရအနေငယ်ရှာခဲ့သည်ထိုခွင့်ရအတွင်းအဖေသည်မိန်းပြည်နယ်ထဲမှတငယ်ချင်းများနှင့်အတူသွားလာခဲ့သည်သူမိခင်ကလည်းအထူးဧည့်သည်တစ်ယောက်ကိုဖိတ်ခဲ့သည်ထိုဧည့်သည်မှာစမစ်ကောလိပ်မှနေကျောင်းပိတ်ရခဏပြန်လာသည့်ဘာဘရာပီယာ့စ်ဖြစ်သည်ကျွန်တော်မိဘများသည်မိန်းပြည်နယ်တွင်သတင်းနှစ်ပတ်ခန့်အတူသွားနေခဲ့ကြသည်ခွင့်ရကုန်ကန်တွင်သူတို့နှစ်ယောက်တိတ်တဆိတ်လက်ထပ်လိုက်ကြသည်တိတ်တဆိတ်ဆိုသည်မှာတိတ်ကြကြမတိတ်ဆိတ်လိုက်1943ခုနှစ်ဒီဇင်ဘာလတွင်အဖေကိုစစ်ပွဲသို့ပို့ဆောင်ပေးမည့် USS ဆန်ဂျက်စင်စတိုသင်္ဘောကြီးချပွဲအပြီးအဖေနှင့်အမေသည်သူတို့လက်ထပ်မည်ဖြစ်ကြောင်းနှစ်ဖက်မိသားစုများအားဖွင့်ပြောလိုက်ကြသည်သို့သောသူတို့တိတ်တဆိတ်လက်ထပ်ထားကြောင်းနှင့်နှစ်ဖက်မိသားစုများသိရှိနေသဖြင့်သူတို့အံ့ဩခဲ့ရသည်သူတို့တယောက်ကိုတယောက်အတော်ပင်ချစ်ခဲ့ကြသည်အဖေကအမေကိုစာရေးပို့ရာတွင်ကိုမင်းကိုရှင်တဲ့အသေးလေးကချစ်ပါတယ်မင်းကိုချစ်တယ်ဆိုတာသိရလို့လေအသေးနဲ့ထပ်တူခံစားရပါတယ်မင်းနဲ့ကိုနဲ့တနေ့အတူတူနေရမယ်လို့စဉ်းစားမိတိုင်းအတိုင်းအတာမဲ့ပျော်မိပါတယ်မင်းလိုအမေမျိုးရတဲ့အတွက်ကိုတို့သားသမီးတွေဘလောက်ကံကောင်းလိုက်ရမလဲထိုစာမှာစစ်တွင်းကကြံခဲ့သည့်စာများအနက်တစ်စောင်ဖြစ်သည်ကြံစာများမှာကျွန်တော်မိဘများအချိန်ချင်းအိမ်ပြောင်းရင်းပျောက်ကုန်သည်လေတင်သင်းမောကြီးရေချပွဲပြည်သည့်နောက်အဖွားသည်အဖေအားစိတ်ဆက်လက်စွပ်တကွင်းပေးခဲ့သည်ထိုလက်စွပ်မှာအဖွားသူ့အမနန်စီထမ်းမှရသောနေလာလက်စွပ်ဖြစ်သည်နောက်နေ့တွင်ထိုလက်စွပ်ကိုအဖေကအမေဘာဘရာအားပေးလိုက်သည်အမေသည်ထိုလက်စွပ်ကိုယနေ့တိုင်ဝတ်ထားဆဲဖြစ်သည်တင်နန်းတနစ်ခွဲအပြင်းထန်တက်ပြီးနောက်1944ခုနှစ်ဇန်နဝါရီလတွင်ဘိုလေးဘူစ်တီ USS ဆာဂျက်စင်စတိုသင်္ဘောပေါ်တွင်တာဝန်အတွက်သတင်းပို့သည်ထိုလေရင်တင်သင်္ဘောကြီးပေါ်တွင်အမေရိကန်အလံနှင့်ခြေတလုံးလွှင့်အလံကိုလွှင့်ထူခဲ့သည်လုံငယ်လေတရဲကလေးသည်လေရင်အုပ် VT-51 မှလေတရဲများအဖွဲ့တွင်တာဝန်ကျသည်ချက်ကိုင်းသည်ဂျော်ဂျီယာပြည်နယ်ကျေးလက်ဒေသမှလာသူဖြစ်ပြီးဗန်စီအလုံးမှထွက်ခါရေတက်ထဲဝင်လာခြင်းဖြစ်သည်လီဂရက်မှာကယ်လီဖိုးနီးယားပြည်နယ်ဆာကရာမင်တိုမြို့မှဖြစ်ပြီးတော့သူ့အဖေမှာဓာတ်ဆီဆိုင်ပိုင်ရှင်ဖြစ်သည်စတန်ဘတ်ချက်မှာဝါရှင်တန်ပြည်နယ်စပုတ်ကိန်းမြို့မှဖြစ်ပြီးတော့သူသည်လေတရဲအလွန်ဖြစ်ခြင်းသူဖြစ်သည်ထိုလေအုပ်ကြီးမှလေတရဲများမှာတယောက်နှင့်တယောက်တူညီသည့်အချက်များမရှိကြပေအန်ဒိုဘာမှလာသောဂျော့ဂျူမှာနေအသီးသီးမှလာသောကြံတင်တန်းသားများကိုပေါင်း၍ရကြောင်းတွေ့ခဲ့ရသည်သူသည်စစ်ထဲတွင်လူဒန်းသားပေါင်းစုံနှင့်ပေါင်းခဲ့ရသည်အဖေသည်လူတွေကိုရဲအောင်ပြောတတ်သူဖြစ်သည်သူကကျန်လူတိုင်းကိုနာမည်ပြောင်များပေးသည်စတန်ဘတ်ကိုဘတ်ဂျက်ကိုင်းကိုဂျက်ကိုကိုင်းစသည်တို့ဖြစ်သည်အဖေကိုလည်းအလားတူနာမည်ပြောင်ပေးကြသည်မေရီလန်းကမ်းရိုးတန်းအနီးတွင်တင်နန်းတက်နေစဉ်အတွင်းအဖေသည်အောက်တွင်စက်ကပ်ပွဲအတွက်ပြင်ဆင်နေသည်ကိုမြင်သဖြင့်လေရင်ကိုအနှိမ့်ပြန်တန်းလိုက်သည်စက်ကပ်တလိပ်ဆန်များမှာလေရင်နှင့်စိမ့်ကြသည်ဖြစ်၍လေရင်ဆက်တန်ကြောင့်စင်တကောင်မှာကစုံချား၍မြို့ထဲသို့ရှောက်ပြီးတော့သည်ထိုအချိန်မှစ၍အဖေအားအီလီသည် elephant လို့အမည်ပေးကြသည်အဖေကလည်းသူ့ကိုထိုသူခေါ်လျင်စင်အော်တကဲ့သို့ပြန်ပြီးတော့အော်ပြသည်စင်အော်တကဲ့သို့အော်သည်မျိုးကျွန်တော်တခါမှမကြားဘူးကဲထိုကြောင့်လည်းစင်ကိုတစ်စိတ်တုံးအဖြစ်တုံးသည့် Republican Party ၏အမျိုးသားကော်မတီတွင်သူဥက္ကဋ္ဌဖြစ်လာသည်ဟုထင်သည်စက်ကတ်ထဲမှစင်လန့်ပြေးရသည့်လေယာဉ်မှာ TVF TVN Avenger အမျိုးအစားတော်ပီဒိုဘုံကျဲလေယာဉ်ဖြစ်သည် Avenger သည်ရေတပ်၏အကြီးဆုံးအင်ဂျင်တစ်လုံးတပ်သယ်ယူပို့ဆောင်ရေးလေယာဉ်ဖြစ်သည်ထိုလေယာဉ်တွင်လေတရဲတစ်ယောက်နှင့်လေယာဉ်အမှုထမ်း2ဦးလိုက်ပါရပြီးဘုံတန်4တန်နိုင်သည်ထို့သောတန်ချိန်များစွာတင်စီနိုင်ရန်လေယာဉ်ဝမ်းကကြီးသဖြင့်ထိုလေယာဉ်ကိုကိုဝန်ဆောင်ကျက်စင်ဟုအမည်ပေးထားကြသည်အဗန်ဂျာမှာအလွန်လေးသောလေယာဉ်ဖြစ်၍မောင်းရသည်မှာမလွယ်အခက်အခဲဆုံးမှာကျင်းမြောင်း၍တူတောင်းသည့်လေယာဉ်တင်သင်းမောကုန်းဘက်ပေါ်ကိုဆင်းသက်ရခြင်းဖြစ်သည်ပုံမှန်ဆင်းသက်နိုင်ရန်အာယုံစူးစိုက်ဖို့တိကျဖို့လိုပြီးအဖွဲ့သားများကပါကူညီပေးရသည်လေတရဲသည်ဆင်းသက်ရမည့်အရက်မျက်နှာကိုမှန်ဖို့လိုသည်အချက်ပြအရာရှိ၏အလံဖြင့်အချက်ပြပေးသည့်အတိုင်းလိုက်နာဖို့လိုသည်ထို့အပြင်ကုန်းဘက်ပေါ်တွင်လေရင်မချော်သွားစေရန်လေရင်အမီးမှချိတ်ကိုအမိရဖမ်းရန်အရေးကြီးသည်ကျွန်တော်သမရဖြစ်စဉ်က USS Abraham Lincoln လေရင်တင်သင်္ဘောပေါ်သို့ S3B လေရင်အမျိုးအစားဂျက်လေရင်ဆင်းသက်စီကိုလိုက်စီးဖို့သည်လေရင်တင်သင်္ဘောမှဒေသရဲများကိုကျွန်တော်အတော်လေးစားခဲ့သည်ထိုလေရင်ဆင်းသက်သည်များကိုလိုက်စီးပြီးတဲ့နောက်ကျွန်တော်လေတရဲများကိုထို့ထက်2ဆပိုလေးစားသွားတော့သည်
1944ခုနှစ်နွေရာသီတွင်စန်ဂျက်စင်တိုလေရင်တင်သင်္ဘောပစိဖိတ်သမုဒ္ဒရာသို့မောင်းသွားသည်ထိုသင်္ဘောပေါ်ရှိအဗန်ဂျာလေရင်ခေါင်းကန်းတွင်အဖေပါသွားသည်အဖွားထံသို့ရေးသောအဖေစာထဲတွင်ထိုလေရင်အလုံးလုံးပုံကိုသူအတော်သဘောကျကြောင်းပါရှိသည်1944ခုနှစ်ဧပြီလ20ရက်နေ့တွင်လေရင်တင်သင်္ဘောကြီးသည်ဗာဂျီးနီးယားပြည်နယ်နော်ဖော့စ်မြို့မှပနားမားတူးမြောက်ကိုဖြတ်ကာပစိဖိတ်သမုဒ္ဒရာအလယ်ရှိပလဲစိတ်ကမ်းသို့ဦးတည်သွားခဲ့သည်သင်္ဘောသားများသည်လောင်ကျွမ်းထားသည့် USS ဥဒါနှင့်အရီဇိုနာလေရင်တင်သင်္ဘောတို့ကိုမြင်လိုက်ကြရသည်စစ်ဖြစ်ရခြင်း၏အကြောင်းရင်းကိုသတိပေးနေသည့်အမှတ်အသားများဖြစ်ပေသည်မိမိတို့ရင်ဆိုင်ရမည့်ရန်သူကိုသိရှိရန်သတိပေးနေသည့်အမှတ်လက္ခဏာလည်းဖြစ်ပေသည်နောက်တစ်လကြာသောအခါဂျပန်တို့ပစိဖိတ်သမုဒ္ဒရာတစ်ခုလုံးကိုဖြန့်ကျက်စိုးမိုးလာသောအခါပလဲစိတ်ကမ်းမှာမေးမိန်၍သွားတော်သည်1942ခုနှစ်နွေဦးကာလမှစ၍ဩစတြေးလျနှင့်နယူးဇီလန်နိုင်ငံတို့သာဂျပန်လက်အောက်မကျရောက်ခြင်းဖြစ်သည်ထို့နှင့်မေလတွင်အမေရိကန်နှင့်ဩစတြေးလျရေတပ်များကတနပင်လယ်တိုက်ပွဲဖြင့်ဂျပန်တို့ရှေ့မတိုးနိုင်အောင်တားဆီးခဲ့သည်နောက်တစ်လကြာသောအခါအမေရိကန်သည်မစ်ဒရီတိုက်ပွဲတွင်ပထမဆုံးအောင်နိုင်ခဲ့သည်ထိုစဉ်ကအမေရိကန်ရေတပ်ကကမ်းတက်တိုက်ရာဂျပန်တို့လက်အောက်ကျရောက်နေသည့်နယ်မြေများတစ်ခုပြီးတစ်ခုလွတ်မြောက်လာခဲ့ကြသည်သို့ဖြင့်ဂျပန်ကိုဦးတည်တိုက်ရန်ရည်မှန်းချက်ဖြစ်လာခဲ့သည်ဆက်ဂျက်စစ်တိုလီရင်တင်သင်္ဘောကိုလွှတ်လိုက်သည်မှာဝိတ်ကျွန်းပေါ်ရှိဂျပန်တို့၏စီးရေးအဆောက်အအုံများကိုတိုက်ခိုက်ရန်ဖြစ်သည်ထိုတောင်မှအောင်မြင်ခဲ့သည်သို့သောထိုတိုက်ပွဲ၏အဖြစ်မှန်များနိုင်ငံသို့ပြန်ရောက်ခဲ့သည်ကင်းလဲရသည့်တညတွင်အဖေ၏အခန်းပေါ်လည်းဖြစ်အခင်းရာဆုံးတငယ်ချင်းလည်းဖြစ်သောဂျင်ကိုက်၏လေရင်မှာရေဒါမှပျောက်သွားခဲ့သည်ရှာဖွေရေးအဖွဲ့များကလည်းသူ့ကိုရှာမတွေ့ဖြစ်ခဲ့ရသည်သူနှင့်သူ၏လေရင်အမှုထမ်း2ယောက်တို့ကိုလူပြောက်စည်းရင်းတွင်ထည့်လိုက်ရတော့သည်မကြာမီသူတို့ပြန်မလာတော့ကြောင်းသိချသွားတော့သည်အဖေလည်းသူ့တငယ်ချင်းအတွက်စိတ်မကောင်းဖြစ်ခဲ့သည်စစ်တွင်တည်ဆုံးသည်မှာမဆန်းသို့သောယခုကိစ္စမှာတငယ်ချင်းဖြစ်နေသည်နောက်ရက်အနှဲငယ်ကြာသောအခါအဖေသည်ဂျင်ဤမိခင်ထံစိတ်မကောင်းကြောင်းစာတစ်စောင်ရေးခဲ့သည်ကျွန်တော်ဟာသူ့တငယ်ချင်းအချစ်ဆုံးတငယ်ချင်းတယောက်ဖြစ်ရလို့ကံကောင်းတယ်လို့စဉ်းစားမိတာကြာပါပြီသူရဲ့စိတ်ထားကောင်းမှုကြောင့်သူဟာလူချစ်လူခင်လည်းများပါတယ်အရာရှိတွေကလည်းသူ့ကိုလေးစားကြရုံနဲ့မကကျွန်တော်တို့လေရင်အုပ်မှာလူတော်တယောက်အဖြစ်လဲသတ်မှတ်ကြတယ်အတော့အတွက်တားချစ်တယောက်ဆုံးရှုံးရသလိုကျွန်တော်တို့အတွက်လည်းချစ်စီရအကောင်းဆုံးတငယ်ချင်းတယောက်ဆုံးရှုံးရတာပါထို့စာမှာစစ်အတွင်းကြာဆုံးသွားသူရဲဘော်ရဲဘက်များ၏မိသားစုများထံသို့အဖေပေးသည့်စာများအနက်ပထမဆုံးစာဖြစ်သည်နောက်ဆယ်စုနှစ်များစွာကြာသောအခါထိုစာမျိုးများအဖေသမရအနေဖြင့်ရေးခဲ့ရသေးသည်ကျွန်တော်လည်းထိုအတိုင်းရေးပြခဲ့သည်ချစ်ခင်ရသူတယောက်ဆုံးရှုံးရသည့်အတွက်ထိုစာမျိုးတွင်ဘာများရေးနိုင်မည်နည်းဆုံးရှုံးသွားသူအပေါ်မိမိချစ်ခင်ကြောင်းနှင့်မိသားစုစိတ်ချမ်းသာအောင်ရေးရုံမှတပါအခြားမရှိဝိုက်ကျွန်းတိုင်ပွဲပြီးသည့်နောက်ဆန်ချက်စစ်တို့သည်စိုက်ဗန်ကျွန်းစီသို့ဦးတည်သွားခဲ့သည်ဇွန်လအလယ်လောက်တွင်လေရင်တင်သင်္ဘောကိုဂျပန်လေရင်များကရုတ်တရက်ဝင်ရောက်တိုက်ခိုက်ခဲ့သည်အဖေ၏အဘာကျန်လေရင်လေထဲသို့ထိုးတက်သွားစဉ်လေရင်၏ CPR မှာရုတ်တရက်ကျဆင်းသွားသည်ထို့ကြောင့်အင်ဂျင်မှာလည်းရပ်သွားသည်သို့ဖြင့်ရေထဲကိုသာဆင်းရန်ကြံတော့သည်ဘိုလီဘူစ်သည်လေရင်ကိုသမုဒ္ဒရာစီသို့ထိန်သွားကအမီးကိုအလင်းချပြီးမျောသွားခဲ့သည်သူနှင့်သူ့လေရင်အမှုတန်းသည်အတောင်ပံဘက်သို့သွားကအသက်ငယ်လှေကိုလေသွင်းကြပြီးလေရင်မှဘုံမပေါက်မီလွတ်ရာသို့လှော်သွားကြသည်အမေရိကန်ဖြတ်သင်းမော CK ဘရွန်ဆွန်ကသူတို့ကိုကုန်တယ်ပိုက်ဖြင့်ဆယ်ယူသည်အသက်ငယ်လှေဤကျေးဇူးမှာဘုရှ်အတွက်ပထမဆုံးအကြိမ်မဟုတ်ပေလေရင်မောင်းရသည်သာအန္တရာယ်ကြီးသည်မဟုတ်လေရင်မော်တွင်လည်းအန္တရာယ်ရှိသည်တညတွင်အဖေလေရင်တင်သင်းမောကုန်းဘက်ပေါ်တွင်ညတောင်ကျနေစဉ်လေရင်တစ်စင်းကဆင်းသက်ရန်ပြင်နေသည်ကိုတွေးလိုက်ရသည်ထိုလေရင်မှလေတရေသည်အကွာအဝေးကိုအချိန်ဆလွဲနေသဖြင့်သင်းမောအမီးမှချိတ်ကိုမဆွဲမိပဲဖြစ်သွားသည်တို့ဖြင့်လေရင်မှာအမြောက်တင်စင်ကိုဝင်တိုက်တော်သည်လေတရေရောလေရင်အမှုတန်းများသာမကရက်ကြည့်နေသူများပါတေကြရသည်လေတရေဤခြေထောက်ပြက်ကိုကုန်းဘက်ပေါ်တွင်အဖွေတွေးလိုက်ရသည်သင်းမောအရာရှိငယ်ကသင်းမောသားများအားအပြက်စီးနှင့်အလောင်းများကိုရှင်းရန်အမိန့်ပေးပြီးနောက်ထပ်လေရင်ဆင်းသက်ရေးလေ့ကျင့်မှုများကိုထပ်လုပ်ရန်အသင့်ပြင်ခိုင်းသည်ထိုအဖြစ်ပြက်မှာအသက်20အရွယ်ဘုရှ်အတွက်များစွာအမှတ်ရစေခဲ့သည်ဒုတိယကမ္ဘာစစ်၏ဆိုးရွားသောအဖြစ်ပြက်များကိုကျွန်တော်ပိုသိရလေအဖေနှင့်ထိုစဉ်ကအမှုထမ်းခဲ့ကြသောသူများအားကျွန်တော်ပို့ပြီးတော့လေးစားရလေပင်ဖြစ်သည်ဆိုးဆိုးရွားရွားအဖေတွေးကြုံခဲ့ရသည်များအနက်1944ခုနှစ်စက်တင်ဘာလ2ရက်နေ့ကအဖြစ်အပျက်လောက်မြည်သည့်အဖြစ်အပျက်မျှမမီပေအဖေလေရင်အုံးမှလေတရေများသည်
ချင်းကြီးချင်းမာကျွန်းပေါ်ရှိအခိုင်အမာတိစောက်ထားသောရေဒီယိုစကန်ကိုတွားတိုက်ရေးအတွက်မှားကြားမိများကိုနားထောင်ရန်နက်နက်စောစောထားကြရသည်ထိုအဆောက်အုံမှာဘုံနေကျွန်းသူတွေတွင်အရေးပါသောဆက်သွယ်ရေးစကန်ဖြစ်သည်ထိုကျွန်းသူမှာလည်းဂျပန်အင်ပါယာအတွက်ခရာကြသောကာကွယ်ရေးဒေသဖြစ်သည်အဖေသည်လေရင်အမှုတန်း2ဦးတနတ်သမားလီယိုနာဒိုရေဒီယိုသမားဂျွန်ဒီလန်နီတို့နှင့်အတူအမြဲလေရင်မောင်းလေးရှိသည်သို့သောထိုနေ့ကဘိုကလေးတက်ဝိုက်ကသူတနတ်သမားအဖြစ်လိုက်ပါပါရစေဟုပြောသည်ဝိုက်သည်လေရင်အုပ်စု၏ပစ္စည်းထိန်အရာရှိဖြစ်သည်သူကရေးတက်ကတူထွက်ဖြစ်ပြီးလက်နက်ပစ်ခြင်းသည်ဟုဆိုသည်အဖေကထုတ်ခီးမှကြမ်းမိဖြစ်ကြောင်းသူ့ကိုသတိပေးသည်ဂျမန်နေ့ကလည်းချင်းကြီးဂျမာကျွန်းပေါ်တွင်သူတို့အတော်လေးဖြစ်ခတ်တိုက်ခိုက်ခဲ့ရသည်ဝိုက်ကပူဇာလွန်းသဖြင့်အဖေကလည်းခေါ်ရန်သဘောတူလိုက်သည်တင်မောမာလိမ်မူဘိုထုံမဲပင်ကလည်းခွင့်ပြုခဲ့သည်နနက်9 နာရီ15မိနစ်ခန့်တွင်အဗန်ဂျာလီများလေရင်တင်တင်မောမှပြန်တက်ခါဖွဲ့စည်းပုံစံဖြင့်ချင်းကြီးဂျမာကျွန်းစီသို့တွားခဲ့ကြသည်ဟော့ကတ်တိုက်လေများကသူတို့အပေါ်မှစောင့်ချက်ပေးနေကြသည်အဖေ၏လေရင်မှာပြစ်မှတ်စီသို့တတိယအတုပ်ထိုးဆိုင်ဆင်းရမည့်အထက်တွင်ပါဝင်သည်သူတို့စတင်ဆင်းလိုက်သည်တွင်ကျွန်းမောရှိလေရင်ပြည့်အမြောက်ကပြစ်ခတ်တော်သည်အမြောက်ကြီးများကကောင်းကင်တွင်အနှံ့အပြားပေါက်ခွဲကလေတူထဲတွင်မီးခိုးများဖြစ်ကုန်သည်ရုတ်တရက်အဗန်ဂျာလေရင်မှာတုန်လှုပ်သွားခဲ့ပြီးရှေ့သို့စိုက်သွားတော်သည်လေရင်ကိုထိမှန်လေသည်လေရင်မောင်းကန်းထဲသို့မီးခိုးများဝင်လာသည်အတောင်ပံများမှမီးခိုးများလည်းစီတိုင်ကြီးသို့လာနေသည်အဖေသည်တောင်ကိုပြီးမြောက်အောင်လုပ်ရန်ဆုံးဖြတ်ထားသူဖြစ်သည်သူသည်တနအီမိုင်းတရားနှုံးထိုးဆိုင်ဆင်းကဘုံများကိုလွှတ်ချလိုက်သည်ဘုံများလည်းပြစ်မှတ်ကိုထိမှန်ကပြစ်မှတ်မှာလွင့်စင်ကုန်သည်သူကရေပေါ်သို့ဆင်းရန်ရည်ရွယ်ထားတော်လဲလေရင်မှာမီးလောင်ကအချိန်မရဖြစ်နေသည်ခုံချရန်သာရှိတော်သည်ခုံချကြအဖေကလေရင်အမှုတန်းများကိုအင်တာကုန်းဖြင့်အော်ပြောလိုက်သည်ထို့နောက်သူသည်လေရင်အမှုတန်းများ၏တကားပေါက်ဝတွင်ဖိအားနည်းစေရန်လေရင်ကိုအနှဲငယ်စောင်းပေးလိုက်သည်သူကဒီလန်နီနှင့်ဝိုက်တို့ခုံချကြပြီဟုထင်လိုက်သည်စက္ကန့်ပိုင်းအတွင်းထိုင်ကုန်ခပတ်များကိုဖြုတ်ကာလေရင်မောင်းကန်အတွင်းမှထွက်ပြီးလေထီးကျိုးကိုဆွဲလိုက်သည်သူခုံချလိုက်သည်တွင်ထင်သလိုမဖြစ်ခဲ့အဖေကောင်းတွင်တစ်ချက်ထိသွားသည်လေထီးမှလည်းလေရင်အမီးနှင့်ချိတ်ခါစုပ်သွားသည်သူရေထဲသို့ပြင်းထန်သွားကျသွားပြီးမြုပ်သွားသည်သူရေပေါ်ပြန်တက်လာတော့သူ့ကောင်းမှသွေးတွေထန်နေသည်ပင်လယ်ရင်ကန်တွေဝင်သဖြင့်အန်လဲအန်နေသည်ပေါ်တူဂီစစ်သင်္ဘောတစ်စီးကိုတွေ့သဖြင့်သူ့အတန်ငယ်လန့်သွားသေးသည်ထို့နောက်ကျွန်းနှင်ဝေးရာသူအသေးတန်ကူးခတ်သွားသည်ကျွန်းမှလည်းမိုင်အနှဲငယ်မျှသာဝေသည်ရုတ်တရက်ရင်ဂျာလေရင်မောင်းဘက်လေဒီရဲဒေါ့ဝတ်ကိုတွေ့လိုက်ရသည်ဝတ်စီသူ့လေရင်အတောင်ပံကိုစောင်း၍ရေထဲသို့တစုံတစ်ခုကိုပြစ်ချလိုက်သည်ရင်းမှာလေဖြည့်ထားသောအသက်ကယ်လေဖြစ်သည်အခြားလေဒီရဲတဦးကလည်းအဖေလေရင်ပြစ်ချကြခြင်းအသက်ကယ်လေတစ်ခုကိုပြစ်ချသေးသည်အဖေကအသက်ကယ်လေပေါ်ကုတ်ထွယ်တက်ခါလက်နှင့်လော်ခတ်သွားခဲ့သည်ကောင်းကင်တွင်လည်းအမေရိကန်လေဒီရဲများကပြက်ကျသည့်လေသည်များကိုဖမ်းရန်လာသည့်ဂျပန်လှေများအားကပစ်ပေးနေသည်နွေရာသီဤပူပြင်းသောနေအပူဒဏ်အောက်တွင်အဖေသည်ရေစံကိုလှော့ခတ်ရင်းကယ်မိသူပေါ်လာရန်ဆူတောင်းနေရသည်သို့သောသူတွင်အင်အားများရှိနေစေထိုအချိန်တွင်သူဘာတွေစဉ်းစားနေမည်ကိုကျွန်တော်မတွေးတတ်တက်ဆွမ်းသမျှစူးစမ်းအာမလျှော့နှင့်ဖျားသခင်ကိုယုံကြည်အခက်ခဲကကြော်လွှားနိုင်မည်ဟုသူမိဘများဆုံးမသည်ကိုသူပြန်တွေးနေမိသည်ဟုကျွန်တော်ထင်သည်လက်ညောင်းလာသည့်အချိန်တွင်ရေပေါ်၌မင်းမဲအရာတစ်ခုကိုသူတွေးလိုက်ရသည်ပထမတော့ထင်းဖြစ်မည်ဟုသူတွေးလိုက်သည်နောက်တော့မှရင်းမှာအဝေးကြီးမှန်ပြောင်းဖြစ်ကြောင်းသူသိလိုက်ရသည်ရင်းမှာဂျပန်ရေငုပ်သင်းမောလာဟုသူကြောက်သွားမိပြန်သည်အနီးရောက်တော့မှအမေရိကန်ရေတပ်တစ်စိတ်ကိုတွေးလိုက်ရသည်မွန်းတရမိနစ်အနည်းငယ်အလိုတွင် USS ဖင်းဘတ်ရေငုပ်သင်းမောကအဖေကိုလာကယ်ခဲ့သည်သင်းမောသားနှစ်ယောက်ကအဖေကိုလက်နှစ်ဖက်နှင့်ဆွဲကာအသက်ကယ်လေးမှသင်းမောပေါ်သို့တင်သည်သင်းမောပေါ်ကကြိုဆိုပါတယ်သင်းမောပေါ်ရောက်တာဝမ်းသာပါတယ်သင်းမောသားတစ်ယောက်ကပြောသည်အဖေသင်းမောပေါ်ရောက်သည်ကိုဘိုးလေး BH1 ကကိုရက်စ်ကင်မရာဖြင့်ဓာတ်ပုံရိုက်ခဲ့သည်နောက်10စုနှစ်များစွာကြာသောအခါထိုအဖြစ်အပျက်ကိုအမေရိကန်သားတို့သတင်းအဖြစ်ဖတ်ကြားရသည်အမေရိကန်သင်းမောသားများကနောက်တစ်ချိန်တွင်သမ္မတဖြစ်လာပြီးနောက်သမ္မတတဦးဤဖခင်ဖြစ်လာမည့်ထိုစဉ်ကအသက်20သာရှိသေးသောအမေရိကန်လေတရဲတယောက်ကိုကယ်ဆယ်ခဲ့သည်ဆိုသောသတင်းဖြစ်သည်လေရင်ပြစ်ချခံရပြီးသည့်နောက်ရက်များတွင်အဖေသည်လေရင်အမှုတန်းဒီလန်နီနှင့်ဝိုက်တို့အကြောင်းကိုစဉ်းစားမိနေသည်သူတို့နှစ်ယောက်ကိုရှာမတွေ့ခဲ့ကြဖင်းဘတ်သင်းမောတွင်အဖေသည်လေရင်ပြက်ကျခြင်းကိုအိမ်မက်ဆိုးများမှတ်နေခဲ့သည်
လန့်နိုသောအခါသူ့လူများအားဒီချက်ပို့ပြီးတော့မလောက်ပေးနိုင်ခဲ့လေခြင်းဟုတွေးမိနေသည်သူကဲတင်ခံရပြီးသည့်နောက်တစ်နေ့တွင်အဖေသည်သူမိဘများထံတွင်စာရေးရာတွင်သူတို့ရဲ့ကံကြမ္မာအတွက်ကျွန်တော်မှတိတ်တောင်းရှိတယ်လို့သူခံစားရကြောင်းပါရှိပါသည်နောက်ပိုင်းသူသိရသည်မှာလေရင်အမှုရန်တယောက်မှလေရင်အပြက်မှခုန်ချခဲ့တော့လေလေထီးမပွင့်သဖြင့်မြေပေါ်ကျကာတည်ဆုံးသွားခဲ့ကြောင်းမြင်လိုက်သူများကပြောကြားကြသည်ကြံတယောက်မှမူလေရင်အပြက်တွင်ပါသွားကာတည်ဆုံးခဲ့ခြင်းဖြစ်ပေမည်အဖေသည်ဒီလန်နီနှင့်ဝိုက်တိုဤမိသားစုများထံတွင်စာများရေးပို့ခဲ့သည်ထိုစာများထဲတွင်သူစိတ်မကောင်းဖြစ်ရကြောင်းသူတို့အတွက်မိမိတွင်တာဝန်ရှိကြောင်းများပါရှိသည်ဒီလန်နီ၏အမမယ်ရီဂျိန်းကလည်းအဖေထံစာပြန်ရေးသည်ရှင်းစာထဲမှာကျမကိုအကူကြီးတောင်းချင်ပါတယ်လို့ပါတယ်လေရင်ပြက်တာနဲ့ရှင်းလူတွေဖြစ်ပျက်တာရှင်းမှာတာဝန်ရှိတယ်လို့မတွေးပဲနေတာကျမကိုကူညီရာရောက်ပါတယ်ကျမမောင်ဂျက်ကရှင်ဟာလေရင်အုပ်ထဲမှာအတော်ဆုံးလေသူရဲတယောက်လို့မပြောခဲ့ရင်ရှေ့မှာတာဝန်မရှိဘူးလို့ကျမတွေးမိမှာမဟုတ်ဘူးဟုတ်ပါရှိပါသည်သူမကထို့သို့ရေးခဲ့တော်လဲအဖေသည်သူ၏လေရင်အမှုတမ်းများတည်ရသည့်အတွက်သူတွင်တာဝန်ရှိကြောင်းဆက်လက်ခံစားနေခဲ့ရသည်ထုံမိသားစုနှစ်ခုနှင့်ဆယ်စုနှစ်များတိုင်သူအဆက်အသွယ်ရှိခဲ့သည်လေရင်ပြက်ကြပြီးနှစ်40ကျော်အကြာတွင်သူသမရဖြစ်လာသောအခါဒီလန်နီနှင့်ဝိုက်တို၏အမများကိုအိမ်ဖြူတော်သို့တီးတန့်လာရန်အဖေဖိတ်ကြားခဲ့သည်အဖေ၏အသက်60မြောက်မွေးနေ့လေရင်ပြက်ကြပြီး80အကြာတွင်သူနှင့်ဂျင်နာတို့တွေ့ဆုံခဲ့သောအခါဂျင်နာကလေရင်အမှုရမ်းများအကြောင်းကိုတွေးမိသေးသလားဟုမေးသည်သူတို့အကြောင်းကိုကျွန်တော်အချိန်တိုင်းတွေးမိနေတယ်ဟုဖြေခဲ့သည်လေရင်ပြက်ကြပြီးနောက်လေရင်အုပ်တို့ပြန်မသွားမီအဖေတလားခန့်နားနေသည်အဖေသည်တရားဝင်တာဝန်သိမ့်မရှိတော့လဲရေငုပ်သင်္ဘောထဲတွင်တာဝန်ထမ်းဆောင်နေသည်သင်္ဘောသားများနှင့်လည်းခင်မင်ကရေငုပ်သင်္ဘောလုပ်ငန်းများကိုတက်နိုင်သမျှလေ့လာခဲ့သည်ထိုလုပ်ငန်းများထဲတွင်အပြင်သို့ပို့သည့်စာများအားလျှို့ဝှက်မှုမပေါက်ကြားစေရန်စင်စာလုပ်သည့်အလုပ်ကိုတူဝင်လုပ်ပေသည်လေသမားလူငယ်၏နောက်ဆုံးအသီးနှံအထွက်ကိုမေးသည့်စာကိုလည်းသူဖတ်ရသည်အထီးကျန်ဖြစ်နေသောတင်မောသားတယောက်ကသူ့မြို့တွင်ကြံနေသည့်သူ၏သားအသရိယာကြောင့်စာကိုလည်းသူဖတ်ရသည်စစ်ထက်တွင်တက္ကသိုလ်များ၌မသင်ခဲ့ရသောပညာများသူအတော်သင်ခဲ့ရသည်ဖင်းဘက်တင်မောပေါ်တွင်ညဘက်စောင့်ကြည့်ရသည့်တာဝန်များကိုပါသူလုပ်ပေးခဲ့သည်နေပေါင်းများစွာကြာသည့်အထိရေငုပ်တင်မောကုန်းဘက်ပေါ်တွင်မှောင်နှင့်မဲမဲတဲတွင်သူတယောက်ထည့်နေခဲ့ရသည်ကိုသူသတိရနေမိသည်သူမိသားစု၏ကျေးဇူးကိုလည်းသူအမြဲတွေးနေသည်သူအလောအဆုံးအချိန်တွင်ဆူတောင်းသည်ကိုဖြည့်ဆည်းပေးသည့်ဖျားသခင်ကိုလည်းသူကျေးဇူးတင်နေသည်သူအလွန်ချစ်၍လက်ထက်ရန်ရည်ရွယ်ထားသည့်ဘာဘရာကိုလည်းတန်တနေသည်ဖင်းဘက်တင်မောပေါ်တွင်နေပြီးနောက်အဖေခွင့်နှင့်အိမ်ပြန်လာသည်ဘာဘရာနှင့်သူ့မိသားစုကိုချစ်တော်လဲလေရင်အုပ်သူပြန်သွားရန်တာဝန်ရှိကြောင်းသူသိနေသည်နိုဝင်ဘာလဆန်းတွင်ဆန်ချက်စင်စတိုတင်မောသို့သူပြန်သွားခဲ့သည်ဒီဇင်ဘာလတွင်အားလုံးကိုခွင့်တလပေးလိုက်သည်1944ခုနှစ်ခရစ်စမတ်အကြိုနေ့တွင်နယူးယောက်ပြည်နယ်ရိုင်းမြို့ရထားဘူတာယုံသို့ဘုရှ်ရောက်လာသည်ပလက်ဖောင်းပေါ်သို့ဆင်းလိုက်သည်နှင့်ပင်လယ်ထဲတွင်သူအမြဲတမ်းတန်းတနေသောမိန်းမကိုမြင်လိုက်ရသည်စီပြေးလျင်လက်ထက်ရန်အဖေနှင့်အမေတပည့်တော်တူခဲ့ကြသည်သို့သောထိုတော့အတွင်းမှာပင်အဖေပြန်လာခြင်းလက်ထက်ရန်သူတို့ဆုံးဖြတ်ခဲ့ကြသည်1945ခုနှစ်ဇန်နဝါရီလ6ရက်နေ့တွင်ဖိတ်စာကိုလက်ရေးဖြင့်ရေးကာဖိတ်လိုက်ကြတော်သည်သူ့အသက်90မြောက်မွေးနေ့တွင်ဘဝတွင်အပျော်ရဆုံးအချိန်မြည်သည့်အချိန်ဖြစ်သည်ဟုမေးရာသူကအမေနှင့်လက်ထပ်သည့်အချိန်ဟုဖြေခဲ့သည်အဖေနှင့်အမေ၏လက်ထပ်ပွဲမှာစစ်ကြီးအတွင်းဂန်နဝေမြောက်လက်ထပ်ပွဲဖြစ်ခဲ့သည်အဖေကလေတက်ပြဝတ်စုံအမေကအဖြူရောင်ဝတ်စုံတွင်ဒရတီဟော့ကာ့ဘူထန်မှငှားထားသည့်မျက်နှာဖုံးစာပဝါနှင့်ဖြစ်သည်အဖေ၏ရေတက်တငယ်ချင်းများနှင့်အဖေညီဂျိုနာသန်တို့ကအဲဂျိုများအဖြစ်လှုပ်ပေးကြသည်လွန်ခဲ့သည့်တစ်ပတ်ကမှလက်ထပ်ခဲ့သောသူ့အကိုပရက်ကလူပြိုရန်အဖြစ်လှုပ်ပေးသည်အဖေကပထမဆုံးချိန်ကရန်သဘောတူခဲ့သည်သို့သောအမေအောင်ဒီတစ်ချိန်သာလူများရှိတွင်နောက်ဆုံးကမည်ဖြစ်ကြောင်းပြောခဲ့သည်ထိုအချိန်ထိအဖေသည်12ချိန်မြောက်သမရကျန်းသစ္စာချိန်သို့ပွဲတွင်ကရမည်ဟုအိမ်မက်ပင်မမှတ်ခဲ့ပင်လေကျုံသို့ခိတ္တပြာရည်စံခီထွက်ပြီးနောက်အဖေတောင်ပြန်လေထမ်းဆောင်ခဲ့သည်သူ၏တောင်မှာစစ်၏နောက်ဆုံးအစစ်ဖြစ်သည့်ဂျပန်ပြည်မကိုဝင်ရောက်သိမ်းပိုက်ရန်ဖြစ်သည်ဂျပန်ကလည်းသူတို့၏ကျွန်းစုနိုင်ငံကိုအသေးအတန်ကာကွယ်နေမည်ဖြစ်ရာသွေးမြေကျတိုက်ပွဲဖြစ်မည်ဟုလည်းပြောထားသည်1945ခုနှစ်ဧပြီလ21ရက်နေ့တွင်အဖေမိန်းပြည်နယ်၌လေ့ကျင့်နေစဉ်သမရ
Roosevelt ကွယ်လွန်ကြောင်းသူရေဒီယိုမှာကြားလိုက်ရသည်အဖေသည် Roosevelt ၏ပြည်တွင်းမူဝါဒများကိုမကြိုက်လောက်သို့သော Roosevelt ကိုမူလေးစားသူဖြစ်သည်ထို့ကြောင့်ယခုလိုအရေးကြီးသည့်အချိန်အခါမျိုးတွင်တိုင်းပြည်ကောင်းဆောင်ဆုံးရှုံးရသည့်အတွက်သူစိတ်မကောင်းဖြစ်ရသည်ထိုနေ့မှာပင်သမ္မတHarry Truman ကသမ္မတအဖြစ်ကျမ်းသစ္စာကျိန်ဆိုသည် Truman သည်သူထိုင်နေကြစပွဲတွင်ထိုင်ရင်းစစ်စင်ရေးနှစ်ခုကြားအနုမြူပုံထုတ်လုပ်မည့်အစီအစဉ်တင်ပြသည်ကိုပထမဆုံးအကြိမ်နားထောင်နေစဉ်သူမြည်သို့ဖြစ်နေမည်ကိုကျွန်တော်မစင်စားတတ်လပိုင်းတွင် Truman မှာမြည်သည့်သမ္မတမျှရှင်ဆိုင်ခဲ့ရခြင်းမရှိသည့်ဆုံးဖြတ်ချက်တစ်ခုကိုချခဲ့ရသည်တိုကျိုမြို့ကိုမီးလောင်ပုံများကျဲချခြင်းတော်လဲဂျပန်မှာအာခံလျက်ပင်ရှိနေရာဟီရိုရှီမာနှင့်နာဂါဆာကီမြို့များကိုအနုမြူပုံကျဲချရန်သူအမိန့်ပေးလိုက်ရသည်လူများအသေးအပြောက်များသည်ကိုသူသိသည်ကျောက်စီယာအလွန်ကောင်းသောလက်နက်သစ်ဖြင့်ရန်သူကိုဖြိုခွင်းနိုင်မှသာလျှင်အဖေအပါဝင်အမေရိကန်အသက်ပေါင်းများစွာကိုကယ်တင်နိုင်မည်ဖြစ်သည်ထို့ဝင်ဤဆုံးဖြတ်ချက်ကိုရဲရင်၍မှန်ကန်သည်ဟုအဖေအမြဲကာကွယ်ပြောကြသည်အဖေနောက်ထပ်တောင်ဖြင့်ဆေလွတ်ချင်းမခံရမီအဖေနှင့်အမေတို့ဗာဂျီးနီးယားကမ်းခြေသို့ပြောင်းသွားသည်ထိုအချိန်မှာပင်ဂျပန်တို့လက်နက်ချကြောင်းသူတို့ကြားလိုက်ရသည်အဖေနှင့်အမေသည်အခြားလေသီးရဲမိသားစုများနည်းတူလမ်းပေါ်ထွက်ခါအောင်ပွဲခံကြသည်ထို့နောက်သူတို့ဖျားเจ้าသို့သွားကဖျားသခင်၏ကျေးဇူးတော်ကိုဝတ်ပြုကြသည်အဖေလေးရင်ပြစ်ချခံရသည့်တစ်နှစ်မြောက်ဖြစ်သော1945ခုနှစ်စက်တင်ဘာလ2ရက်နေ့တွင်ဂျပန်ကိုယ်စားလှယ်အဖွဲ့လက်နက်ချကြောင်းကြေညာသည်ကိုလက်မှတ်ရေးထိုးရန် USS Missouri သင်္ဘောဖြင့်ပါလာသည်အဖေသည်ရေတပ်အတွက်နိုင်1200ကျော်ပြန်တန်းခဲ့ပြီးတိုက်ပွဲပေါင်း58ပွဲတွင်လေကြောင်းမှတိုက်ခတ်ခဲ့ရာလေယာဉ်သင်္ဘောပေါ်သို့126ကြိမ်အောင်မြင်စွာဆင်းသက်ခဲ့သည်ဟုသိသူများကပြောပြသည်ထိုသည်များမှာသူ့မိသားစုပြောသည်များနှင့်တော့အနှဲငယ်กว่าသည်အဖေသည်စစ်ကြီးပြည်သည့်အထိမ်းအမှတ်အနေဖြင့်သူ့အဗန်ဂျာလေယာဉ်ဖြင့်ဟော်ကားပွိုင်အပေါ်မှဖြတ်၍မောင်းပြခဲ့သည်သူ့မိသားစုကအောက်မှငိုရင်းအားပေးကြသည်သူ့အသက်18နှစ်မြောက်မွေးနေ့တွင်စစ်ထဲဝင်ခဲ့ရသည့်အချိန်မှ3နှစ်နှင့်3လအကြာတွင် George H.W. Bush အားရေတန်းမှထွက်ခွာခြင်းပေးခဲ့သည်အမေရိကန်နိုင်ငံမှာလည်းအောင်နိုင်ခဲ့ပေသည်စစ်ပြန်အများစုလိုပင်အဖေသည်လည်းစစ်ကြောင်းကိုအချိန်ကုန်ခံ၍ပြောလေမရှိသူသည်တိုက်ပွဲများအကြောင်းကိုအသေးစိတ်ပြောမပြခြင်းသူကိုယ်သူရဲကောင်းဟုလည်းသဘောမထားသူစိတ်ထဲတွင်လည်းသူ့တာဝန်ကိုသူထမ်းဆောင်ခဲ့ပြီးသူ့ဘဝတွင်သာဆက်လက်နေသွားမည်ဟု၍သာရှိလိမ့်မည်သူတာဝန်ထမ်းဆောင်ခဲ့သည်မှာအသက်ပေးသွားရသူများနှင့်နှိုင်းစာလျင်ဘာမှမပြောပြဟလောက်ဟုသူယုံကြည်ထားသည်သူမိတ်ဆွေများနှင့်မိသားစုများကိုသူ့အတွေ့အကြုံများပြောပြခြင်းသည်အသက်ဆုံးကတာဝန်ထမ်းဆောင်သွားသူများကိုစော်ကားရာကြသည်ဟုသူထင်သည်အမေသည်အဖေအတွေ့အကြုံများကိုအဖေထက်ပို၍ပြောပြခြင်းသူဖြစ်သည်အမေနှင့်ကျွန်တော်ကျမ်းမြင်တွင်ထိုင်ကအဖေရေတက်အတွင်းကာလများကအမေရှိမှတ်ခဲ့သည့်စာအုပ်ကိုနှစ်ယောက်သားလှန်ကာဖတ်နေတတ်သည်ထိုစာအုပ်ထဲတွင်ဆန်ချက်စင်တိုသင်္ဘောတွင်ရှိုက်ထားသည့်အဖေတငယ်ချင်းများ၏ဓာတ်ပုံများအမေအတွက်ပစိဖိတ်ကျွန်းမှအဖေကောက်လာသည့်ကမာကုံများအဖေအသက်ကိုကယ်ခဲ့သည့်ရောဘာအသက်ကယ်လေအပိုင်းအစများလည်းပါရှိသည်ကျွန်တော်ကအဖေကိုထိုအကြောင်းများပြောပြရန်ပူဇော်တော်လဲသူကလုံးဝမပြောစစ်တီသူ့အားမြည်မြအထိစိတ်ထိခိုက်ရသည်ကိုကျွန်တော်နှစ်ပေါင်းများစွာကြာမှသိခဲ့ရသည်စစ်ကြောင့်အဖေနှင့်အဖေမျိုးဆက်ထဲမှအများစုမှာကမန်းကရန်ကြီးပြင်းခဲ့ရခြင်းဖြစ်သည်အသက်22နှစ်အရွယ်တွင်အဖေသည်တိုက်ပွဲများလဲတိုက်ခဲ့ရပြီးတငယ်ချင်းများတည်ဆုံးသည်ကိုလည်းမြင်ခဲ့ရသည်သူပင်လျင်တေမီကဲ့သို့ဖြစ်ခဲ့ရသည်အဖေသည်အခက်အခဲများကိုလည်းခံနိုင်ရရှိသည်စွန့်လဲစွန့်ရဲသည်အဖေသည်သူတစ်ပါးကိုကိုကျိုးမဖတ်ဘဲကုညီရသည်ကိုကျေနပ်တတ်သူဖြစ်သည်ထိုစိတ်ဓာတ်မှာအဖေတစ်သက်လုံးပါသွားတော်သည်2002ခုနှစ်တွင်အဖေသည် CNN ရုပ်သံမှသတင်းတောက်ပေါ်လာစံတမိုင်းပညာရှင်ဂျိမ်းဘလက်ဒလီတို့နှင့်အတူသူအပြစ်ချခံရသည့်နေရာသို့သွားကြည့်ခဲ့သည်ဘလက်ဒလီမှာချစ်ချင်မှာကျွန်းပေါ်တွင်ပြစ်ချခံရသည့်လေသူရဲတဦးဖြစ်ကြောင်း Fly Point ဆိုသည့်စာအုပ်ကိုရေးသားသူလည်းဖြစ်သည်ကျွန်းဤသို့ရောက်သောအခါအသက်88နှစ်ရှိပြီဖြစ်သောအဖေသူ့လေရင်အမှုရန်ဒင်လန်နီနှင့်ဝိုက်တူအတွက်ပင်လေတဲ့သို့ပန်းနှစ်ခွေချခဲ့သည်ချစ်ချင်မှာကျွန်းပေါ်သို့သူရောက်သောအခါကျွန်းသား2000ကသူ့ကိုခီးဥကျူပြုသည်ကျွန်းပေါ်တွင်ဂျပန်စစ်တပ်မှထိုတင်ကကျွန်းကိုအကာအကွယ်ပေးခဲ့သူတယောက်ကိုအဖေတွေ့ခဲ့သည်ထိုသူသည်ဖမ်းမိသောအမေရိကန်လေတရဲများအားနှိပ်စက်တပ်ဖြတ်သည်ကိုမြင်ခဲ့ရသူဖြစ်သည်သူ့အကူမှလည်းဟီရိုရှီးမားမြို့ကိုအနုပြူပုံကျဲစဉ်ကတည်ဆုံးခဲ့ရသည်သို့သောသူက
အမေရိကန်နိုင်ငံအားမုန်းတီးခဲ့ခြင်းမရှိခဲ့ထို့မြသာမကသေးသူကကမ္ဘာစစ်အတွင်းတွင်ဂျပန်အစိုးရ၏ပြည်မှုပုံများကိုမကြိုက်သဖြင့်သူ့နာမည်ကိုချစ်ချီဂျီမာကျွန်းတွင်အသက်ခံရသူတယောက်၏အမည်ကိုယူထားသည်သူသည်တိုကျိုရှိအမေရိကန်တန်ယုံတွင်အလုပ်လုပ်ခါနှစ်နိုင်ငံဆက်ဆံရေးပြန်ကောင်းမွန်အောင်ဆောင်ရွက်နေသည်တချိန်ကရန်ကုန်သူဖြစ်ခဲ့သူနှစ်ယောက်ယခုအတူတကွရှိနေပြီဖြစ်သည်နှစ်ယောက်စလုံးဤခေါင်းများမှလည်းဖြူဖွေးနေပြီဖြစ်သည်ထိုလူကထိုကျူးမော်တွင်အဖေပြစ်ချခံရသည့်အဖြစ်အပျက်များကိုပြန်ပြောပြသည်သူကလေရင်ပြက်ကြားသည့်အမေရိကန်လေသူရဲများကိုဂျပန်တို့လှေများဖြင့်လိုက်ဖမ်းကြောင်းအတီးပြုပြောကြားခဲ့သည်အဖေလည်းအခြားအမေရိကန်လေသူရဲများနည်းတူအဖမ်းခံရမည်ဟုသူထင်ခဲ့ကြောင်းပြောသည်ဂျပန်လှေများသည်ကောင်းကင်မှအဗန်ဂျာလေရင်များကပြစ်ခတ်သဖြင့်ပြန်လှည့်လာကြောင်းပြောပြသည်ဖင်းဖက်ရေငုပ်သင်းမောကရန်သူများပြစ်နေသည့်ကြားမှပေါ်လာပြီးတော့အဖေကိုကယ်သွားသောအခါဂျပန်စစ်သားတယောက်ကလေသူရဲတယောက်အားကယ်ရန်အမေရိကန်တို့တွင်နီးမျိုးစုံရှိကြောင်းတန်အံတတော်ပြောပြသည်ကိုလည်းသူပြောပြသည်သူတို့၏ဂျပန်အစိုးရကတော့သူတို့ကိုထိုးသို့ဂယူးမဆိုင်ဟုလည်းပြောသည်ထိုသည်မှာကျွန်တော်တို့နိုင်ငံနှင့်မြည်မြကွာလိုက်ပါသည်အမေရိကန်နိုင်ငံသည်သူတို့စစ်သားများကိုစစ်မြေပြင်တွင်အဆုံးရှုံးမခံသည့်အစဉ်အလာမှာကာလကြာမြင့်စွာရှိခဲ့သည်အဆုံးရှုံးလည်းမခံသင့်ပေအဖေသည်ငယ်ငယ်ကပင်တတိတစ္ဆာရှိမှုနှင့်တာဝန်ထမ်းဆောင်မှုတို့ကိုတန်ဖိုးထားခဲ့သူဖြစ်သည်ထိုရည်ချင်းများမှာသူမိဘများထံမှဆင်းသက်လာခြင်းဖြစ်သည်အမေရိကန်နိုင်ငံသားများလည်းထိုရည်ချင်းမျိုးညီတူညီမျှရှိကြသည်ထို့သောနိုင်ငံသားများအတွက်အဖေသည်အရာရာကိုစွန့်လွတ်ကာကွယ်ခဲ့သည်ထိုနိုင်ငံမျိုးကိုတစ်ချိန်တွင်သူကောင်းဆောင်ခဲ့သည်